ဆရာတို့ခု video file မှာက Java Swing library ကိုအသုံးပြုပြီးတော့ student management เนาะ system found တစ်ခုကို design တည်တံ့ဆွဲရမယ်เนาะဒီ video file မှာတော့ database မပါသေးဘူးအရင်ဆုံး folder တစ်ခုကိုတွားပြီးတော့ select folder လုပ်ထားလိုက်เนาะဒီမှာတော့ Java SE folder ကိုဒီမှာ file ထဲကနေ open folder ဆိုပြီးတော့တွားပြီးတော့select folder လုပ်ထားတယ်ကဲပြီးသွားရင် file တစ် file အသစ်စအောင်မယ်လက်ရှိ file name ကိုပါပေးမလဲဆိုရင်student management GUI လို့ပေးလိုက်မယ်ဟုတ်ပြီနော်student management GUI.java ဆိုပြီးပေးလိုက်မယ်ဟုတ်ပြီနော်အထက်မှာဆုံး class တစ်ခုပါမယ် main public class student management GUI ကဲပြီးသွားရင် main method တစ်ခုပါမယ် public static void ဟုတ်ပြီနော်ဒါဆိုရင် class ထဲမှာ main method တစ်ခုပါမယ်အရင်ဆုံးဘာတွေစလုပ်ပေးရမလဲဆိုတော့ဒီ swing library ကိုအသုံးပြုဖို့အတွက်လိုအပ်တဲ့တခြား library တွေကိုတွားပြီးတော့import လုပ်ပါเนาะပထမဆုံးတစ်ခု import ဘာကိုအရင်စလုပ်မလဲဆိုရင်ပထမဆုံးတစ်ခု import စလုပ်မယ်เนาะဘယ်ကောင်ကိုလုပ်မလဲဆိုရင် java 8 swing.star ပေါ့เนาะjava 8 swing library ထဲမှာရှိတဲ့ class တွေအကုန်လုံးကိုတွားပြီးတော့ import လုပ်လိုက်မယ်ဒီကောင်ကဘာအတွက်လုပ်တာလဲဆိုရင်ဒီအပိုင်းကိုပြောမယ်เนาะဒီအပိုင်းကဘာအတွက်လုပ်တာလဲဆိုရင်ဒီ design ထဲမှာပါတဲ့ cloud တွေအတွက်ဟုတ်ပြီเนาะcloud တွေဒါမှမဟုတ်ရင်စာရိုက်တဲ့အကွက်တွေเนาะစာရိုက်တဲ့အကွက်တွေပြီးသွားရင်ဇယားတွေเนาะစတဲ့ GUI component တွေအတွက်เนาะ GUI component တွေအတွက်ဒီ library ကို import လုပ်မယ်နောက်ထပ်ပြီးတော့ဘာကို import လုပ်မလဲဆိုရင် Java 8 ထဲမှာရှိတဲ့ swing library ထဲမှာရှိတဲ့ border.empty empty border ဒီကောင်ကဘာကြောင့် import လုပ်တာလဲဆိုရင်သူကကြတော့ဘေးဘောင်တွေအတွက်เนาะဘေးဘောင်ပြောချင်တဲ့ပေါ့ margin ပါမယ် padding ပါမယ်เนาะ padding တွေချဖို့အတွက်เนาะဘေးဘောင် margin တွေ padding တွေချဖို့အတွက်ကိုဒီကောင်ကို import လုပ်ပေးရမယ်เนาะချဖို့အတွက် import လုပ်တာနောက်တစ်ခုထပ်ပြီးတော့ import လုပ်အောင်မယ်ဘာလို့လုပ်မလဲဆိုရင် Java 8 swing ထဲမှာရှိတဲ့ table.defauld default table model ဒီကောင်ကဘာကြောင့် import လုပ်ရတာလဲဆိုရင်ဇာတ်เนาะ table ထဲမှာရှိတဲ့ data တွေကိုစီမံဖို့အတွက်ဟုတ်ပြီနော်ဒီမှာရေးလိုက်မယ် table ထဲမှာရှိတဲ့ data တွေကိုစီမံဖို့အတွက်ကဲနောက်တစ်ခုဘာကိုထပ်ပြီး import လုပ်မလဲဆိုရင်ဘာကို import လုပ်မလဲဆိုရင် Java AWT library ထဲမှာရှိတဲ့ class တွေအကုန်လုံးတွားပြီးတော့ import လုပ်လိုက်မယ်ဒီကောင်ကဘာကြောင့်လုပ်တာလဲဆိုရင်သူကကြတော့ font color တွေပေါ့နော်ကဲထားပါတော့နော်အယောင်တွေကဲပြီးသွားရင်စကလုံးပုံစံနော်စကလုံးပုံစံပြီးသွားရင်ပါမလဲဆို4ယောက်เนาะ4ယောက်ပုံစံချထားမှုတွေအတွက်ဒီ library ကိုတွားပြီးတော့ import လုပ်တယ်ဆိုတာကိုနားလည်ရမယ်အခုလက်ရှိ student management GUI เนาะ UI ဆွဲဖို့အတွက်ကိုဒီ library လေးခုကိုဒီကောင်လေးခုကိုတွားပြီးတော့ import လုပ်ပေးမယ်ဟုတ်ပြီနော်ဒါကို import လုပ်ပြီးသွားရင်ဘာထပ်လုပ်ပေးရမလဲပုံမှန်เนาะတာမန်မှာ run ဖို့အတွက်ကို project တွေရေးတဲ့အချိန်မှာ public class ဆိုပြီးတော့ student management ထားပါတော့ GUI လို့ရေးပြီး main method ကနေပြီးတော့အလုပ်လုပ်ပြီး run လို့ရတယ်ကွာအခုလက်ရှိကတော့ဘယ်လိုပုံစံလုပ်ချင်တာလဲဆိုတော့ window font တစ်ခုအနေနဲ့ဆွဲချင်တာဟုတ်ပြီနော် window font တစ်ခုအနေနဲ့ဆွဲချင်တာအခုကဘယ်ပုံကိုဆွဲမှာလဲဆိုတော့ဒီပုံစံလေးနဲ့အနည်းဆုံးတူအောင်ဆွဲမှာဟုတ်ပြီနော်ဒီပုံစံလေးနဲ့အနည်းဆုံးတူအောင်ဆွဲမှာကဲဟုတ်ပြီအဲ့ဒါကိုဒီမှာဘာလုပ်ပေးရမလဲ public class ကိုဒီမှာ student management GUI ကိုဘာသွားလုပ်ပေးမလဲ extend လုပ်ပေးရမယ် extend extend ဘာအနေနဲ့လုပ်ရမလဲ j frame အနေနဲ့ extend လုပ်ပေးရမယ်ဒီအဆင့်ကဘာကိုပြောချင်တာလဲဆိုရင်ဒီမှာ notes လေးတော့ရေးပေးသွားမယ်မှတ်ထားပါတော့ဒီအဆင့်ကဘာအတွက် extend လုပ်တာလဲဆိုရင် window တစ်ခုเนาะwindow တစ်ခုဖန်တီးရန် j frame ကို extend လုပ်ထားတာဖြစ်တယ်เนาะ extend လုပ်ထားတာဖြစ်တယ် window ဆိုတာဘာကိုခေါ်ချင်တာလဲဆိုခုနပြလိုက်တဲ့ပုံလေเนาะဒီ program ကို run လိုက်တဲ့အချိန်မှာဒီလို font တစ်ခုကြာလာလိမ့်မယ်ကွာဒါကို window font လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့လိုကို window တစ်ခုဖန်တီးဖို့အတွက်ကို JFrame ကိုတွားပြီးတော့ extend လုပ်တယ်ဘာမှလုပ်တာလဲဆိုတော့ဒီ student management GUI ဆိုတဲ့ class မှာတွားပြီးတော့ extend လုပ်တယ်ဆိုတာကိုနားလည်ရကဲပထမဆုံးစပြီးတော့ဒီ main method ကိုမထိသေးဘူးဘာတစ်ခုအရင်စဆောက်မလဲဆိုတော့ student management GUI ဆိုပြီးတော့ method တစ်ခုကိုယ့်မှာကိုနာမည်ပေးပြီးဆောက်လိုက်
ဟုတ်ပြီနော်အဲ့ဒါကိုဘယ်လိုစောင့်မလဲဆိုရင် public student management GUI လက်သေးကွင်းအဖွင့်ပိတ်တွန်ကွင်းအဖွင့် enter ခေါက်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီထဲမှာဘာအရင်စအလုပ်လုပ်မလဲဆိုရင်နံပါတ်1ကဘာကိုစပြီးပြင်ဆင်မလဲဆိုရင် mainframe နော် mainframe အဓိကပြောချင်တာခုန window ပေါ့နော်အဓိက window ကိုစတင်ပြင်ဆင်မယ်ကဲအဲ့ဒါဘာတွေရေးဖို့လိုမလဲဆိုရင်အရင်ဆုံး set တိုက်တယ်set တိုက်တယ်ဆိုတာခေါင်းစဉ်ကိုပြောချင်တာကွာကို proc เนาะဒီ program ကို run လိုက်တဲ့အချိန်မှာဒီ window font တစ်ခုကြာလာလိမ့်မယ်အဲ့ window font အတွက်ကိုဒီနေရာမှာ title လေးပါလိမ့်မယ်ဒါကို run တဲ့အခါကျရင်ဒီ sub title ကဘယ်နေရာမှာပေါ်လဲဆိုတာကိုပြောပြမယ်ဟုတ်ပြီเนาะကဲထားခုလက်ရှိ sub title မှာက student management system ဆိုပြီးပေးလိုက်မယ်ခါပြေဆုံးရေးလိုက်မယ်เนาะဒါမျိုးမပေးဘဲနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာ UI ဆွဲတာကိုနှစ်နည်းနဲ့သင်မယ်เนาะ Java ဆွဲနဲ့လည်းသင်မယ် Java FX နဲ့လည်းသင်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒါလေးကိုဒီလိုတက်လိုက်မယ် Java Swing Student Management System ကဲထားပါတော့ UI design ပေါ့နော်ဒီ video file မှာကတော့ design တည်တံ့ကိုပဲဆွဲသွားမယ်ဘာမပါဘူးလဲဆိုတော့ database မပါသေးဘူးဟုတ်ပြီနော်ကဲဟုတ်ပြီ subtitle ကိုဒီခေါင်းစဉ်လေးပေးလိုက်မယ်ကဲပြီးွားရင်ဘာဆက်သွားမလဲဆိုရင် set size ဒါကဘာကိုပြောချင်တာလဲဆိုရင်ဒီ window ရဲ့ size ကိုပြောချင်တာဟုတ်ပြီနော် window ရဲ့ size ကိုကြာတော့ width ကိုကြာတော့1000ပေးလိုက်မယ် height ကိုကြာတော့600ပေးလိုက်မယ်ဒီတစ်ကြောင်းကဘာအတွက်အလုပ်လုပ်တာလဲဆိုရင် window ရဲ့အရွယ်အစားပေါ့နော်window ရဲ့အရွယ်အစားနော်ပထမက width တန်ဖို့ဒုတိယက height တန်ဖို့เนาะဒီမှာလဲပေါ်နေလိမ့်မယ်ဟုတ်ပြီနော်ကဲပြီးွားရင်ဘာဆက်သွားမလဲဆိုတော့set default close operation ဒီကောင်ကဘာကြောင့်ထည့်တာလဲဆိုရင်ကို program ကိုပြန်ပိတ်တဲ့အချိန်မှာเนาะဒီပေါ်လာတဲ့ window ရဲ့ဒီလိုညာဘက်တောင်းနေမှာတကူဆိုလဲ VS Code ဆိုလဲကွာဒီမှာ close button လေးပါတယ်ဒီကောင်ကိုနှိပ်ပြီးတော့ဒီ VS Code ကိုပိတ်လို့ရတယ်လို့ပဲအခု run လိုက်တဲ့ program ကိုလည်းဒီလို close button ကိုပိတ်ပြီး program ကိုအဆုံးသတ်ဖို့အတွက်ကိုဒီကြောင်းရေးပေးရမယ်ဟုတ်ပြီနော် set default close operation j frame ပြီးွားရင် comma exit underscore on underscore close ဒီကောင်လေးကိုရေးပေးရမယ်ဟုတ်ပြီနော်ဒီကောင်ကဘာအတွက်ရေးရလဲဆိုရင်ဒီနော် h close ကိုနှိပ်လိုက်ရင် h ဆိုတာ close button ခေါ်တာနော်ဒီ close button ခေါ်တာနော်အဲဒီ close button close ကိုနှိပ်လိုက်ပါက program ပိတ်သွားလိမ့်မယ် program ပိတ်သွားမယ်နားလည်မယ်နော်တချောင်းချင်းစီအတွက်ကိုအတိတ်ပဲပါတစ်ခါတည်းထည့်ရေးပေးထားတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့တော့ဘာဆက်ရေးမလဲဆိုရင် set default close operation ပြီးသွားပြီဆိုတော့ဒီနေရာမှာ set location relative relative to ဒီကောင်ကိုနားဆိုပြီးသတ်မှတ်မယ်ဒီကောင်ကဘာအတွက်ရေးရလဲဆိုတော့ window ကိုစ run တဲ့အချိန်မှာเนาะ window ကိုစပြီးတော့ run တဲ့အချိန်မှာဘာမှပေါ်ချင်တာလဲဆိုရင် screen ရဲ့အလဲတဲ့တယ်ပေါ့เนาะအလဲတဲ့မှာပေါ်စေဖို့အတွက်ဒီ set location relative to နားဆိုတဲ့အသုံးနှုန်းကိုသုံးပြရမယ်ဟုတ်ပြီနော်ပြီးသွားရင်ပုံတစ်ချက်ပြန်ကြည့်မယ်ပုံတစ်ချက်ပြန်ကြည့်တဲ့အချိန်မှာကဲဟုတ်ပြီအခုလက်ရှိဒီမှာဒါစာသားလေးပါမယ်ပြီးသွားရင်ရိုက်ထည့်ဖို့အတွက်အကွက်တွေပါမယ်ရွေးချယ်စရာအကွက်တွေပါမယ်ပြီးသွားရင် table တွေပါမယ် button တွေပါမယ်ပေါ့ထားပါတော့ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့တော့ဒီမှာကုတ်ဆက်ရေးမယ်ဘာကိုဆက်ရေးမလဲဆို set layout เนาะ set set layout မှာ new border layout ပြီးွားရင်10 ဆိုပြီးခဏရေးထားလိုက်မယ်ဒီကောင်ကဘာကိုပြောချင်တာလဲဆိုတော့ဒီတစ်ကြောင်းကဘာအတွက်ရေးရလဲဆိုရင်အပေါ်ရယ်အောက်ရယ်ဘယ်ရယ်ညာရယ်သူသွားတဲ့ပုံစံကိုကြည့်မယ်နော်အပေါ်အောက်ဘယ်ညာဆိုပြီးသွားနော် top က bottom ရယ် left က right ရယ်ဆိုပြီးသွားမယ်နော်ညာနေရာခွဲခြားရန် border layout ကိုသုံးထားတယ်ဟုတ်ပြီနော် border layout မှာအခုလက်ရှိက10 လို့ပဲပေးလိုက်မယ်ဒါကကြတော့ horizontal gap ကွာဒီကောင်ကြတော့ vertical gap တန်ဖိုးအနေနဲ့အခုလက်ရှိက10စီပဲပေးထားအောင်မယ်ဘာမှမလုပ်သေးဟုတ်ပြီနော်ကဲဟုတ်ပြီအခုပြီးတဲ့လောက်လေးကိုနော်အခုပြီးတဲ့လောက်လေးကိုဘာသွားလုပ်မလဲဆိုတော့ run ကြည့်မယ်ပေါ့နော် run ကြည့်ဖို့အတွက်ကကြတော့ဒီတိုင်းတိုင်းပြီး run လို့မရအောင်ဘာကြောင့်ဒီတိုင်းတမ်းပြီး run လို့မရတာလဲဆိုတော့လက်ရှိအလုပ်လုပ်ထားတာက student management GUI ဆိုတဲ့เนาะ method မှာသွားပြီးအလုပ်လုပ်ထားတာ Java မှာကဘယ်ကောင်အဓိကဒိုင်ခံပြီးတော့အလုပ်လုပ်ပေးနေရလဲဆိုတော့ main method ကနေပဲအလုပ်လုပ်ပေးနေတာเนาะ output ထွက်ချင်တဲ့
အလုံးမှန်သမျှကိုပေါ့အဲ့တော့ main method ထဲမှာလောက်ထားသမျှအရာကိုဘယ်ရပြန်ခေါ်ပေးရမလဲဆိုတော့sorry student management GUI နဲ့မှာเนาะဒီ method ထဲမှာလောက်ထားသမျှအလုပ်တွေကိုဘယ်ရပြန်ခေါ်ပေးရမလဲဆိုတော့ဒီ main method ထဲကနေပြီးပြန်ပြီးတော့ခေါ်သုံးပေးရမယ်ကွာအဲ့တော့ဒီနေ့မှာဘယ်လိုရေးမလဲဆိုတော့ try catch နဲ့ရေးမယ်เนาะ try လက်သေးကွင်းsorry တွန့်ကွင်းဖွင့်မယ်ပြီးတော့ဒီလိုလေးရေးမယ်ဟုတ်ပြီเนาะပြီးတော့ CATCH catch လက်သေးကွင်းအဖွင့်ပိတ်တွန့်ကွင်းအဖွင့် enter ခေါက်ဒီလိုပုံစံလေးအရင်ရေးလိုက်မယ်ဟုတ်ပြီနော်ကဲပြီးွားရင်ဒီနေ့မှာဘာလို့ချင်းတာလဲဆိုတော့ဒီကောင်လက်ရှိရေးတာဘာအတွက်ရေးရလဲဆိုတော့ notes လေးအရင်မှတ်မယ်နော်ဘာအတွက်ရေးရလဲဆိုရင်ကိုသုံးနေတဲ့နော်ကိုသုံးနေတဲ့ဟိုပါပေါ့ OS ပေါ့နော်operation system ပေါ့နော်ကိုက Mac သုံးနေရလား Windows သုံးနေရလားပေါ့ထားပါနော်example ပေါ့နော်ဥပမာအနေနဲ့က Windows လို့ပဲပေးထားလိုက်မယ်နော် Windows ရဲ့နော် Windows ရဲ့ design အတိုင်း GUI ကို like ပြောင်းပေးနော်အဲ့ဒီအတွက်ကိုအခုလက်ရှိရေးတဲ့ code တွေဆက်ရေးသွားမယ်ကဲ try နဲ့မှာဘာသွားရေးမလဲဆိုတော့ UI manager .set arrow k load and fef နော် set load and fee ပြီးတော့ရင် UI manager .get system get system load and fee class name ဒါလေးရေးပေးရမယ်try နဲ့မှာကဒါရေးမှာဒါမှန်တဲ့အခါကျရင်လုံးမဲ့အလုပ်ဟုတ်ပြီနော်ကဲဟုတ်ပြီ error တစ်ခုခုတက်ခဲ့တယ်ဆိုရင်တက်တဲ့ error ကဘာကြောင့်တက်တယ်ဆိုတဲ့ကိစ္စကိုဒီ cache ထဲမှာသွားရေးမှာကဲထုံးစံအတိုင်းပဲ exception e ဆိုပြီးရေးလိုက်မယ်နော်တက်တဲ့ error တွေကဘယ်တဲကိုရောက်မှာလဲဆိုတော့ဒီ e ဆိုတဲ့ variable တဲကိုရောက်လိမ့်မယ်ကွာကဲထားတော့အကယ် error တက်ခဲ့တယ်ဆိုရင် e ထဲမှာရောက်လာတဲ့စာသားကိုသွားပြီးတော့ print stack stat trace ပြန်ပြီးတော့ output ထုတ်ကြည့်လိမ့်မယ်အဲ့ဒါဆိုရင်ထားပါတော့နောက်တစ်ခုခုsentence မှားတာပဲဖြစ်ဖြစ်တခုခု library တွေမှားတာပဲဖြစ်ဖြစ်ပြန်ခေါ်သုံးထားတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေဆိုရင်တခုခုမှားခဲ့ရင်မှားတဲ့အကြောင်းအရာကဒီ e ထဲကိုရောက်လာလိမ့်မယ်ဒီကောင်ကိုပြန်ပြီးတော့ဘာကြောင့်မှားတယ်ဆိုတာကိုပြန်ပြီးပြပေးလိမ့်မယ်ကဲဟုတ်ပြီဒီကောင်ပြီးွားရင်ဘာဆက်လုပ်ပေးရမလဲဆိုတော့ဒီအဆင့်မှာက GUI window ကိုစတင်ပေါ်ဖို့အတွက်ပေါ့နော်စတင်ဖွင့်လှစ်တယ်လို့ပဲပြောလိုက်နော်စတင်ပေါ်ဖို့အတွက်ကိုအခုစရေးမယ်ပေါ့အပေါ်မှာကျတော့ကိုဆွဲထားတဲ့ design ကို window ပေါ်မှာလိုက်ပြီးတော့အလုပ်လုပ်ဖို့အတွက်เนาะ OS ပေါ်မှာလိုက်ပြီးအလုပ်လုပ်ဖို့အတွက်ကို GUI ပြောင်းဖို့အတွက်ရေးပေးရတဲ့ကုတ်အခုလက်ရှိကတော့စပြီး program ကို run တဲ့အခါကျရင် window ပေါ်လာဖို့အတွက်ကိုစရေးမှာအခုလက်ရှိက Java Swing library ကိုသုံးထားတာဖြစ်တဲ့အတွက် Swing utility utilities utility.invoke add ရ later invoke later ပြီးတော့ရင်လက်သေးကွင်းဖွင့်မယ်ပြီးတော့ရင်ဒီမှာ arrow function နဲ့ရေးမယ်လက်သေးကွင်းအဖွင့်အပိတ်ပြီးတော့အနှုတ်မြားထိုးမယ်တွန်ကွင်းဖွင့်ပြီးတော့ enter ခေါက်ဒီလိုလေးရေးမယ်နောက်ဆုံးမှာသွားပြီးတော့ semi comma လေးခံလိုက်ကဲဟုတ်ပြီအခုလက်ရှိကဒီ main method ကနေလှမ်းခေါ်သုံးမှာကဘယ်အကောင်လှမ်းခေါ်သုံးမှာလဲဆိုတော့အခုလက်ရှိက window ကဘာမှစောက်ထားရလဲဆိုတော့student management GUI ဆိုတဲ့ method မှာစောက်ထားတာအဲ့တော့ဒီကောင်လှမ်းယူမယ် new ဆိုပြီးတော့ student management GUI .set visible visible ကို true ဆိုပြီးရေးပေးလိုက်ဟုတ်ပြီနော်အဲ့တော့ဒီလက်ရှိရေးပြီးတလောက်ကိုအရင် run ကြည့်လိုက်မယ် run ကြည့်လိုက်မယ်ဆိုတော့အပြင်တာမန်နေမှာပဲသွား run လိုက်တော့မယ်နော်အပြင်တာမန်နေမှာပဲသွား run လိုက်မယ်ဆိုတော့လက်ရှိဒီမှာ Java SE ရှိမယ် okay combine လုပ်မယ် Java C student management GUI.java ကဲဟုတ်ပြီဒီမှာတခုမှားနေတာတွေ့တယ်ဘာမှားနေတာလဲဆိုတော့ JFrame ဆိုတဲ့ကောင် error ပြနေအဲ့ဒါလေးတစ်ချက်ရှာကြည့်မယ်ဟုတ်ပြီနော်ကဲဟုတ်ပြီခုနကတော့ error ပြနေတာတခုရှိတယ်ဘာလဲဆိုတော့ဒီနေရာမှာ JFrame ဆိုတာကိုသွားပြီးတော့ပြရတာကွာတကယ်တော့ဒီမှာ comma မဟုတ်ဘူးเนาะ dot ရေးရမှာမှားပြီးတော့ comma ရေးခဲ့မိတာ JFrame dot ပြီးတော့ exit underscore on underscore close ပေါ့ကဲဒါလေးတစ်ချက်ပြန် run ကြည့်မယ်မှန်သွားလားမှားသွားလားပေါ့ကဲဟုတ်ပြီဒီနေရာကိုတစ်ချက်ပြန်ကြည့်မယ် Java set set default default ဒီနေရာမှာ JFrame မှာ F လေးကိုအကြီးချိန်မယ်ဟုတ်ပြီနော် F လေးကိုအကြီးချိန်မယ်ဒီမှာ F အသေးဖြစ်နေတာတွေ့တယ်ဟုတ်ပြီတစ်ချက်ပြန် run ကြည့်မယ်Java C student management GUI.java ကဲဟုတ်ပြီဒါဆိုတော့ okay ပါပြီ Java student management GUI ဆိုပြီး run ခဲ့မယ်ဆိုရင်ဒါလေးပေါ်လာလိမ့်မယ်ဟုတ်ပြီနော်ဒါလှုပ်လိုက်လို့နေရာရွေ့ပါတော့တကယ်စ run တဲ့အချိန်မှာပြန်ကြည့်မယ်နော်စ run တဲ့အချိန်မှာအလဲတဲ့ထဲမှာလာပေါ်တော့နော်ကိုယ့်ရဲ့ဒီ window ရဲ့အလဲတဲ့ထဲမှာလာပေါ်နေလိမ့်မယ်ကဲကုတ်တွေနဲ့နှိုင်းရှင်ပြီးတစ်ချက်ပြန်ရှင်းပြမယ် subtitle Java Swing student management
system GUI ထားပါနော် design ကဘာမှလာပေါ်တာလဲဆိုရင်ဒီမှာလာပေါ်နေလိမ့်မယ် Java ဆိုရင် student management system GUI design ဒါတော့ဒီမှာခွင့်ပေးကြံခဲ့သေးတယ် okay ကဲထားတော့ပြီးသွားရင် width က1000 height က600 width က1000 height က600နောက်တစ်ခုဒီ set default close operation ကဒီ close button လေးကိုနှိပ်လိုက်ဒီ program ပိတ်သွားဖို့အတွက်ကိုရှင်းတာဟုတ်ပြီနော်ဒီ set location relative to ကကြတော့အခုစ run တဲ့အချိန်မှာအခုဒီ window font လေးကဒီ screen ရဲ့အလဲတဲ့ထဲမှာပေါ်ဖို့အတွက်ကိုရေးထားတဲ့ code ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဒီ close button လေးကိုပိတ်ပြီးတော့ကျန်တဲ့ code တွေကိုဆက်ရေးသွားမယ်ကဲဟုတ်ပြီဒါကပထမအပိုင်းပေါ့နော်ဒုတိယအပိုင်းမှာဘာအတွက်ဆက်ပြီးအလုပ်လုပ်မလဲဆိုတော့ဒုတိယအပိုင်းသွားမယ်ကဲဟုတ်ပြီဒုတိယအပိုင်းမှာကtitle panel ပေါ့နော်အပေါ်ပိုင်းခေါင်းစဉ်တွေဆက်ပြီးအလုပ်လုပ်မယ်title panel ဆိုတာကအပေါ်ပိုင်းခေါင်းစဉ်တွေအတွက်အလုပ်လုပ်မယ်ဒါတော့ဒုတိယအပိုင်းเนาะအပိုင်းလိုက်ခွဲပြီးအလုပ်လုပ်မယ်ကဲဟုတ်ပြီအခုလက်ရှိပုံကိုတစ်ချက်ပြန်ကြည့်မယ်ပုံကိုတစ်ချက်ပြန်ကြည့်တဲ့အချိန်မှာအတန်းက2တန်းကွာဒီနေရာမှာတစ်ချက်ပြန်ကြည့်မယ်ဟုတ်ပြီနော်အတန်းက2တန်းဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီအပေါ်ပိုင်းခေါင်းစဉ်ရင်းသွားမှာเนาะအခုလက်ရှိရေးတဲ့အပိုင်းကအပေါ်ပိုင်းခေါင်းစဉ်အပိုင်းကိုအလုပ်လုပ်မယ်လို့ပြောတာဖြစ်တဲ့အတွက်ဒီမှာတော့ထားပါတော့เนาะဒီပုံလေးကိုကြိုက်လို့သာယူလိုက်တာသူကတော့ C# window font ဖြစ်နေရပါเนาะအဲ့ဒါကိုအခုလက်ရှိ Java နဲ့ရေးမယ်ပေါ့ကဲထားတော့အရေးမကြီးဘူးလက်ရှိဒါဆိုဒါတန်းကွာအပေါ်က C# window font student management system တကြောင် with source code ကတကြောင်နှစ်ကြောင်ဖြစ်နေတယ်ကဲဟုတ်ပြီအဲ့ဒါကိုပဲဒီမှာနှစ်ကြောင်ပေါ်အောင်ရေးမယ်ကဲရေးတဲ့ခါကျရင်ဘာကိုအသုံးပြုပြီးရေးမှာလဲဆိုတော့ J panel ကိုအသုံးပြုပြီးရေးမယ် J PANE ရဲ့ panel sorry P ကအကြီးရေးရမယ်နော် PANE ရဲ့ panel ပြီးသွားရင် title panel အခုလက်ရှိဒီ J panel ဆိုတဲ့ class ကို object ပြောင်းပေးရမယ်ကွာဒါကကြတော့ object ကိုကိုစားပြုမဲ့ variable ပေါ့ဟုတ်ပြီနော်ကဲပြီးသွားရင် new J panel new grid layout grid grid layout 2.1ဘာကိုပြောချင်တာလဲဆိုတော့ row က2 row ရှိတယ် column ကတစ်ခုပဲဒီမှာအလွယ်ပြောရမယ်ဆိုရင်စာကြောင်းပါပေါ့မြင်းစာကြောင်းက2ကြောင်းရှိတယ်ကွာ C# window font student management system တစ်ကြောင်း with source code ကတစ်ကြောင်းအဲ့တော့ဒီမှာကအရှိက row ဆိုတာကစာကြောင်း2ကြောင်းရှိတယ်ပေါ့ column တစ်ခုတည်းဆိုတာကသူတို့က column တစ်ခုပဲရှိတယ်ဟုတ်ပြီနော်ကဲပြီးသွားရင်ဆက်သွားမယ်ဘာကိုဆက်သွားမလဲဆိုတော့ title စထိုးမယ်ဟုတ်ပြီနော် J label main title မှာက new J label သူလည်းထုံးစံအတိုင်းပဲเนาะဘာလဲဆိုရင် J label ဆိုတဲ့ class ကိုအရင်ဆုံး object ပြောင်းအောင်မယ်เนาะ Java မှာ class တွေကိုတိုက်ရိုက်အလုပ်လုပ်လို့မရဘူး object တွေပြန်ချိန်ပေးရတယ်ဒီကောင်တွေကကျတော့ object ကိုကိုစားပြုတဲ့ variable လေးတွေဟုတ်ပြီနော်ကဲဟုတ်ပြီအပေါ်ဆုံးခေါင်းစဉ်ကိုဘာတက်မလဲဆိုတော့ Java swim ဒီကောင်ဒီလိုတက်လိုက်မယ် student management management system UI design ကဲဒါကြတော့အပေါ်ကတစ်ချောင်းအတွက်ကိုရေးတဲ့ခေါင်းစဉ်လေးပေါ့ကဲနောက်တစ်ချောင်းအတွက်ကိုဆက်ပြီးအရင်ရေးမယ်နောက်တစ်ချောင်းအတွက်ဆက်ပြီးအရင်မရေးခင်မှာဒီမျက်တောင်အပိတ်ရဲ့အနောက်မှာ comma ခံပြီးတော့ပါဆက်ရေးမလဲဆိုရင် swing constant constant center ဘာပြောချင်တာလဲဆိုတော့ဒီစာသားတွေကအခုလက်ရှိကဒီ font ရဲ့အလဲတဲ့ထဲမှာရှိတာကွာအဲ့ဒီအတွက်ကို dot center ဆိုတဲ့အသုံးအနှုန်းကိုသုံးတာဟုတ်ပြီနော်ကဲဟုတ်ပြီဒါကကြတော့
ကျန်တဲ့ wrap တွေ blue တွေအတွက်ကို0 0ကဲဟုတ်ပြီဒါအသိအရေးမကြည့်ဘူးကဲဟုတ်ပြီပြီးသွားရင်ဘာလုပ်မလဲဆိုထုံးစံအတိုင်းပဲဒီ set FORE foreground မှာG ရသေးရေမယ် sorry foreground မှာ G ရသေးပြီးသွားရင်သူလဲ main title လို့ပဲဒီ sub title ကိုဘယ်ပေါ်တင်ပေးမလဲဆိုရင် title panel ထဲကိုသွားတင်မယ်အဲ့တော့ title panel.add မှာဘာလို့သွားတင်မလဲဆိုတော့ sub title ကိုသွားတင်မယ်ကဲပြီးသွားရင်ဘာလေးရေးဖို့ကြံဒါလေးအရင် run လိုက်မယ်ပြီးတော့မှနောက်တစ်ကြောင်းထပ်ရေးမယ်ဘာကြောင့်ရေးတယ်ဆိုတာပို့ပြီးမြင်အောင် combine လုပ်မယ် run မယ်ကဲဒါဆိုနှစ်ကြောင်းဖြစ်သွားပြီ student management system UI design နဲ့ Java ဆွဲဟုတ်ပြီနော်ကဲအပြာလေးပြောင်းထားလိုက်မယ်ကွာ red ကို0 green ကို0 blue ကို255လို့ပေးလိုက်မယ်ကဲဟုတ်ပြီဘာလို့ချင်တာလဲဆိုတော့ဒီမှာကခေါင်းစဉ်ကနှစ်ခုဖြစ်နေတယ်ကွာအပေါ်ကတစ်ခုအောက်ကတစ်ခုအဲ့ခေါင်းစဉ်နှစ်ခုကိုနည်းနည်းချခြင်းတယ်နည်းနည်းချခြင်းတာကိုဒီမှာဆက်ရေးမယ် title panel ထဲမှာသွားပြီးတော့ဘာလုပ်မလဲဆို set border သွားလုပ်မယ် new empty border 10,0 ဆိုပြီးရေးပေးလိုက်မယ်ဒါကဘာကိုပြောချင်တာလဲဆိုရင် top ကို10ဘေးပညာတွေအဓိကမဟုတ်ဘူးသူကစာကြောင်းနှစ်ခုအပေါ်အောက်ချခြင်းတာဖြစ်တဲ့အတွက် top က bottom ရဲ့ကစားပေးလိုက်ရင်ရပြီဟုတ်ပြီနော်ဒီကောင်ကတော့မရေးပေးလဲရမှာထင်တယ်နော်တစ်ချက် run ကြည့်လိုက်ရင်သိလိုက်မယ် combine လုပ်မယ် run မယ်ဒါဆိုဒီမှာကြည့်စာသားလေးနည်းနည်းချဲသွားလိမ့်မယ်ခုနကဒီဘောင်နဲ့ဒီစာသားနဲ့ကန်တွေ့ဒါလေးနည်းနည်းကျဲသွားလိမ့်မယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဒါဆိုရင်ဒီတစ်ကြောင်းကဘာအတွက်ရေးတယ်ဆိုတာကိုနားလည်သွားမယ်နော်စာကြောင်းနှစ်ကြောင်းကိုအပေါ်အောက်ချခြင်းတဲ့အတွက်ဒီတစ်ကုတ်နော်ဒီတစ်ကြောင်းထည့်ပေးလိုက်တာကဲဟုတ်ပြီအဲ့တော့ကျွန်တော်တွေဆက်ရေးဖို့အတွက်ကိုဒီ program လေးကိုခဏပိတ်လိုက်မယ်အခုလက်ရှိကအပေါ်အပိုင်းပြီးသွားပြီပြောချင်တဲ့သဘောကဒုတိယပိုင်းပြီးသွားပြီပေါ့နော် title panel ပေါ့ title panel ဆိုတာကအခုလက်ရှိဒီဟာပေါ့နော်ဒီအပေါ်ကတဒန်းနဲ့ဒီတဒန်းပေါ့နော်ဒီ title အပိုင်းကပြီးသွားပြီပြီးသွားရင်ကျန်တဲ့အပိုင်းကဘယ်အပိုင်းကိုဆက်သွားမလဲဆိုတော့ဒီကောင်လေးဆက်သွားမယ်เนาะဒီ name တွေ mobile เนาะ mobile number တွေဒီ search by name ဒီအပိုင်းလေးတွေဆက်သွားမယ်ဒီအပိုင်းလေးတွေတွားဖို့အတွက်ကတတိယတစ်ပိုင်းဖြစ်သွားလိမ့်မယ်ဟုတ်ပြီเนาะတတိယအပိုင်းမှာဘယ်ကောင်ဆက်ပြီးအလုပ်လုပ်မလဲဆိုရင်ကဲ center panel ပေါ့เนาะအပေါ်ကကျတော့ဘယ်လိုပေးထားလဲဆိုတော့ title panel လို့ပေးထားတယ်အခုက center panel လို့ပေးလိုက်မယ် PAN ရဲ့ center panel မှာအဓိကဘာတွေပါမလဲဆိုရင်ပုံပြန်ကြည့်မယ်ဒီကောင်ကကျတော့အပေါ်ပိုင်းမို့လို့ title panel လို့ခေါ်လိုက်တာ center panel မှာဘာတွေပါမလဲဆိုရင်အခုလက်ရှိကဒီမှာစာရေးမဲ့အကွက်တွေပါမယ်ဒီလိုဇာတ်ကွက်တွေပါမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဒါဆက်ရေးဖို့အတွက်ကဒီမှာဆိုရင်အလဲပိုင်းပေါ့နော် center panel မှာပါမလဲစာရိုက်တဲ့အကွက်နဲ့စာရိုက်တဲ့အကွက်နဲ့တေပဲပေါ့ထားပါနော်ဇာတ်ကွက်ဇာတ်တေပဲလို့ပဲသုံးလိုက်တော့မှာဟုတ်ပြီနော်ကဲဘာကိုပဲသွားမှလဲဆို J panel ကိုပဲသွားမယ် J panel ပြီးသွားရင်အပေါ်ဆုံးကမဟုတ်လို့ variable name ကို title panel လို့ပေးလိုက်တာเนาะအခုလက်ရှိကတော့ center panel လို့ပဲပေးလိုက်မယ်ပြီးသွားရင်ထုံးစံအတိုင်း class ကို object ချိန်မယ် new J PAN ရဲ့ panel new border LAYOUT layout မှာ 10,10 ကဲပြီးရင်ဘာဆက်သွားမလဲဆိုတော့ center panel ကို .set border new ပြီးတော့ empty empty border 0.10.0.10 ဒါလေးတွေပေးလိုက်မယ်သူလည်းအပေါ်เนาะသူကကြတော့ left နဲ့ right နဲ့ကိုကစားထားတယ်ဒီမှာတော့ကကြတော့အပေါ်နဲ့အောက်နဲ့ကိုကစားထားတယ်ဟုတ်ပြီနော်ဒီကောက်ကထပ်ရှင်းပြစရာမလိုဘူးเนาะအထဲထဲမှာရှိတဲ့အစိပ်ပိုင်းတွေကိုဘေးပဲညာအလုပ်လုပ်ချင်တဲ့အတွက်ဒါလေးကိုတုံထားတာဟုတ်ပြီနော်ကဲဟုတ်ပြီပထမဆုံးတစ်ခုကဘာကိုဆက်သွားမလဲဆိုတော့ဒီဟာကိုကြည့်မယ်ဒီမှာဆိုရင်အတန်းကဘယ်နှတန်းရှိလဲဆိုတော့တစ်တန်းရှိမယ်နှစ်တန်းရှိမယ်ဒီမှာတော့ name ကို mobile number တွေ age တွေ gender တွေဆိုတာခေါင်းစဉ်ကိုတစ်တန်းလို့မတွေးနဲ့เนาะname ဆိုလဲ name နဲ့ပတ်သက်မဲ့အကွက်ကတစ်ခုလို့ပဲတွေးလိုက်ဒါလည်းဒါနဲ့ပတ်သက်တာတစ်ခု age ဆိုလဲသူရိုက်ထဲမဲ့အကွက်ကတစ်ကွက် gender ဆိုလဲရွေးချယ်စရာဒါတွေတစ်ခုကိုတစ်ကွက်ပေါ့เนาะဒါဆိုရင်ဒီအပေါ်က၄ခုစာအတွက်ကတရိုးရှိမယ်အောက်က၄ရိုးစာအတွက်ကတရိုးရှိမယ်ကော်လန်အားဖြင့်ဆိုရင်တစ်ကော်လန်နှစ်ကော်လန်သုံးကော်လန်လေးကော်လန်ရှိမယ်ဆိုတဲ့ပုံစံမျိုးပေါ့ကဲဟုတ်ပြီအဲ့တော့အဲ့ဒါကိုဆက်ပြီးရေးမယ်အဲ့ဒါကိုဆက်ပြီးရေးဖို့အတွက်က J panel ထဲမှာinput panel ပေါ့နော် input panel လို့ပေးလိုက်မယ် new J panel ပြီးတော့ new grid grid layout မှာနှစ် row ရှိမယ်ပြီးသွားရင်၄ကော်လန်ရှိမယ်15.10ဆိုပြီးရေးပေးလိုက်မယ်ဒါဆိုဒီမှာကြည့်လိုက်ကွာဒါက row က2 row ရှိမယ် column က4 column ရှိမယ်ပေါ့ horizontal gap ကို15ပေးထားတယ် vertical gap ကို
တန်ပေးထားတယ်အဲ့ gap တွေဆိုတာတစ်ခုနဲ့တစ်ခုကြားအကွာအဝေးလေးတွေကိုပြောချင်တာကွာဟုတ်ပြီနော်ကဲဟုတ်ပြီပထမအတန်းမှာဘာကိုစလုပ်မှာလဲဆိုတော့ခေါင်းစဉ်လေးတွေထည့်မှာဒီခေါင်းစဉ်လေးဆိုတော့ဒီမှာ name တို့နော် mobile number တို့အဲ့လေးအရင်စပြီးတော့အလုပ်လုပ်ကြည့်မယ်အဲ့ဒါဘယ်တဲ့ကိုသွားထည့်မှာလဲဆိုရင် input panel တဲ့ကိုသွားထည့်မှာဟုတ်ပြီနော် input panel ထဲမှာသွားပြီးတော့ add လုပ်မယ်ဘာလုပ်မလဲဆိုတော့create import component PONENT component ဘာလဲဆိုတော့ name ထားပါတော့ star လေးပါထည့်လိုက်မယ်နော်သူပုံမှန်လဲ star ပါတဲ့အတွက် star လေးပါထည့်လိုက်မယ်ပုံမှန်အဖြစ်တော့အဲ့ဒါတော့ data မဖြစ်မနေဖြည့်ရမယ်ဆိုတဲ့အသုံးနှုန်းမျိုးပေါ့ဟုတ်ပြီနော် new j test file test fee ဟုတ်ပြီနော်ဒါကကြတော့name အတွက်ကဲ create input component okay ဟုတ်ပြီကျွန်တော်ဆက်ဟိုအရင်ဆက်ရေးလိုက်အောင်နော်ကျွန်တော်ပြီးတော့မှ okay error ရှိခဲ့ရင်ပြင်မယ် import panel.add မှာ create input component ဘာလဲဆိုတော့ mobile number ပြီးတော့ရင် comma new j test fee ကဲပြီးတော့နောက်တစ်ခုထပ်ထည့်မယ် import panel.add create input component sorry ဒီနေရာမှာကရသေးတယ် create input component ပြီးသွားရင်သူကကြတော့ h ကဲပြီး comma new j test fee ကဲဟုတ်ပြီအရှိအကောင်တွေကเนาะဒီလိုသုံးသွားလို့ရတယ်ကွာj test feeဆိုပြီးသုံးသွားလို့ရတယ်ဟုတ်ပြီเนาะဒီမှာတစ်ခုရှိတာကဘာလဲဆိုတော့ဒီမှာက gender ကကြတော့အရှိအကောင်တွေနဲ့မတူဒီအရှိအကွက်တွေကကြတော့ကိုကရိုက်ထည့်ရမှာဒီ gender မှာကျတော့ကိုက click နှိပ်ပြီးရွေးပေးရမှာအဲ့တော့ရေးပုံရေးနည်းလေးမတူနည်းနည်းကွဲမယ်ဘယ်လိုကွဲမလဲဆိုတော့ तू ကကျတော့ radio button လေးတွေဖန်တီးပေးရမယ်ကွာအဲ့တော့အရင်ဆုံးဒါက import အတွက်เนาะဒါပြီးသွားရင် radio button တွေဖန်တီးဖို့အတွက်က J panel ထဲမှာပဲအလုပ်လုပ်မှာ gender panel လို့ပေးလိုက်မယ် new J panel ပြီးသွားရင် new flow layout လို့သုံးမယ်သူကကျတော့ layout flow layout ပြီးသွားရင် flow layout .reft left 5,0သူကကြတော့တစ်ခုနဲ့တစ်ခုဘေးချင်းเนาะဒီတန်းပေါ့เนาะဘေးဘယ်ဘက်ကနေစပြီးအလုပ်လုပ်မယ်လို့ပြောချင်တာကွာဘယ်ဘက်ကနေကတ်မယ်ပေါ့เนาะဘယ်ဘက်ကိုကတ်နေမယ်လို့ပြောချင်တာကဲဟုတ်ပြီပြီးသွားရင် radio button 3ခုစပြီးဖန်တီးမယ် JRADIO radio button မှာကဲထားပါတော့เนาะ mail လို့ပေးလိုက်မယ် sorry mail မှာ new J radio button သူ့ကိုကြတော့ပထမဆုံးတစ်ခုက mail ပေါ်မယ်နောက်တစ်ခုကကျတော့ J radio button female မှာ new J radio button ထဲမှာ female ကဲပြီးသွားရင် J radio button other ပေါ့နော်တခြားပေါ့နော် mail မဟုတ် female မဟုတ်ပေါ့နော်ကျွန်တော်ဖြည့်ချင်တာရှိခဲ့ရင်ဖြည့်လို့ရအောင်တစ်ခုထပ်ထည့်ပေးမယ်ဟုတ်ပြီနော်J radio button မှာ other ပေါ့ကဲဟုတ်ပြီအခုလက်ရှိ icon တွေကိုဘယ်လိုစပြီးအလုပ်လုပ်မလဲဆိုရင်ဟုတ်ပြီနော်အခုပြီးတဲ့လောက်လေးကိုတစ်ချက်သွားလုပ်ကြည့်မယ်ဘာလုပ်ကြည့်မလဲဆိုတော့အရင်ဆုံးဒီကောင်လေးကို panel ပေါ်မှာပေါ်ဖို့အတွက်ကိုအရင်အလုပ်လုပ်မယ်ဟုတ်ပြီနော် center panel ကို .add လုပ်မှာဘာသူ့ကိုလုပ်မှာလဲဆိုတော့ input import panel border layout not ကတော့သိပြီเนาะအပေါ်မှာပေါ်ဖို့အတွက်เนาะကဲအပေါ်မှာပေါ်ဖို့အတွက်ဆိုတခုရှိရเนาะအရှိမအပေါ်မှာပေါ်ဖို့အတွက်ကိုကြီးညာပြီးသွားပြီဆိုတော့အရှိရကောင်ရဲ့ဒီအပေါ်မှာဆက်ပြီးပေါ်ဖို့အတွက်ဆိုတဲ့အဓိပ္ပာယ်เนาะ not တိုင်းကတော့ဟိုအပေါ်ဆုံးထိပ်မှာပေါ်မှာမဟုတ်ဘူးเนาะအကယ်၍သာအပေါ်မှာ data ရှိတယ်ဆိုရင်အဲ့ data ရဲ့အောက်မှာဆက်ပြီးပေါ်ဖို့အတွက်ကို not ဆိုတဲ့အသုံးနှုန်းလေးကိုသုံးတာဟုတ်ပြီเนาะဒီကောင်က comma မဟုတ်ဘူးเนาะ dot เนาะ okay ကဲပြီးသွားရင်ဒီကောင်လေးကို semi comma ပိတ်မယ်ပိတ်ပြီးသွားရင်တစ်ချက် run ကြည့်မယ်ဟုတ်ပြီနော်ဘာ error လေးရှိမလဲပေါ့နော် error ရှိရင် error နောက်မှဖြည့်ရှင်းမယ် Java C student management GUI ဒီမှာဘာမှားလဲဆိုတော့ create import component ကဲဟုတ်ပြီအဲ့ဒီကြောင်းအတွက်ကို error တွားရှာမယ်ကဲဟုတ်ပြီအခု run နေတဲ့အချိန်မှာအစရာဒီတစ်ခုခဏဖြုတ်ထားလိုက်မယ် create import component ကိုခဏဖြုတ်ထားလိုက်မယ်ပြီးရင် queen page တစ်ခုဖြုတ်မယ်ဒါတစ်ခုဖြုတ်မယ် queen page တစ်ခုဖြုတ် queen တစ်ခုဖြုတ် queen page တစ်ခုဖြုတ်ကဲဟုတ်ပြီเนาะဒါလေးအရင်လှုပ်ထားလိုက်မယ်ပြီးသွားရင်အခုလက်ရှိဒီ J panel ပေါ့เนาะဟို gender အတွက်เนาะ gender အတွက်၄ချောင်းခဏ hide ထားလိုက်သူကကုတ်ကရေးလို့မပြီးသေးဘူးမပြည့်စုံသေးဘူးအခုလက်ရှိဒီ၃ခုသွားပြီးပေါ်လားမပေါ်လားဆိုတဲ့ကိစ္စကိုပဲအရင်သွားပြီး run ကြည့်မယ်ဟုတ်ပြီเนาะကဲ run ကြည့်မယ်ဆိုတော့
Java C Student Management GUI ပြီးသွားရင် Java Student Management GUI เนาะဒီမှာပေါ်တာမျိုးလုံးဝမတွေ့သေးဘူးဆိုတော့ကုတ်လေးနည်းနည်းပြန်ပြင်မယ်ကဲဟုတ်ပြီဆက်မယ်ဆိုဘာလုပ်မလဲဆိုအခုလက်ရှိကကိုမကူစောက်ထားတဲ့ method က Student Management GUI ဆိုတဲ့ method ပဲရှိသေးတယ်เนาะနောက်ထပ် method တစ်ခုထပ်စောက်မယ်ဘာ method စောက်မလဲဆိုတော့ဒီနေရာမှာprivate private jpanel ပေါ့เนาะဘာလုပ်မလဲဆို create import ခုနဖြတ်ထားတဲ့ဟာပေါ့เนาะ create import component ဆိုတဲ့နာမည်နဲ့ method တစ်ခုထပ်စောက်မယ် create import component ပြီးသွားရင် string နဲ့ array b ရဲ့ label test ပြီးသွားရင် j component component j component เนาะimport component ပေါ့ input component ကဲဟုတ်ပြီเนาะဘာလုပ်ချင်တာလဲဆိုတော့ကွာခုနကတော့ဒီပေါ်မှာဖြတ်လိုက်တယ်မလားဒီနေရာမှာဘယ်နေရာမှာလဲဆိုတော့ဒီနေရာကြီးမှာဖြတ်လိုက်တယ်ဟုတ်ပြီเนาะ add ထဲမှာဘာလုပ်တယ်လဲဆိုတော့ဒီ create import component ကိုတွားပြီးတော့ဒီတန်ဖိုးတွေကိုလှမ်းပို့လိုက်မယ်အဲ့တုန်းကကြိုရေးခဲ့တာကွာဟုတ်ပြီเนาะဘာလို့ချင်တာလဲဆိုရင် import panel ထဲမှာတွားပြီးတော့ app လုပ်မှာလုပ်တဲ့ချိန်မှာရိုးမလုပ်ဘာလို့လဲဆိုရင် create import component ဆိုတဲ့ method ကိုယူသုံးလိုက်တယ် method ကိုယူမသုံးခင်မှာဒီတန်ဖိုးကိုဘယ်ကိုပို့မှာလဲဆို name เนาะဒီ name ဆိုတဲ့တန်ဖိုးကိုဘယ်ကိုပို့မှာလဲဆို label test ဆိုတဲ့စာသားတွေကိုပို့မယ်ထားပါတော့ new j test fee ဆိုတဲ့ဒီကောင်းလေးကိုဘယ်ကိုပို့မှာလဲဆို import component တွေကိုလှမ်းပြီးပို့လိုက်မယ်အထဲထဲမှာအလုပ်တွေဆက်လုပ်ပြီးတော့မှဒီကိုပြန်ပို့မယ်ဆိုတဲ့ပုံစံမျိုးသွားမှာဟုတ်ပြီเนาะအဲ့တော့အထဲထဲမှာဘာကိုဆက်ပြီးအလုပ်လုပ်မလဲဆိုရင်j panel ပေါ့เนาะ j panel မှာpan ရဲ့ j panel မှာ panel เนาะj panel object ကိုစားပြုဖို့အတွက် variable ကို panel လို့ပေးလိုက်မယ် new j panel ပြီးသွားရင် new border layout မှာ 0.5 ဒါရတည်ပြီးသားတွေเนาะ horizontal gap နဲ့ vertical gap ကိုပြောတာပြီးသွားရင် j label မှာကကြတော့ label new j label မှာ label text မှာပါလာတဲ့တန်ဖိုးကိုယူသုံးပါဒီမှာမြင်နေရတဲ့ name တွေ mobile number တွေ age တွေထားပါတော့ search by name တွေက label တွေဟုတ်ပြီနော်အဲ့ label ကိုပါလို့မလဲဆိုတော့ဒီ name ဆိုတဲ့ဒီတန်ဖိုးလေးကဒီမှာ create import component method ကိုသုံးထားတာဖြစ်တဲ့အတွက် create import component method အတွင်းထဲမှာရှိရเนาะဒီ parameter label text က value ဖြစ်ဝင်သွားလိမ့်မယ်ဒီ name လေးကဟုတ်ပြီတော့အဲ့ label text ထဲရောက်လာတဲ့ name က variable เนาะဒီ label ထဲမှာသွားပြီးတော့အလုပ်လုပ်လိမ့်မယ်ကွာပြောချင်တဲ့သဘောအဲ့ label မှာ name အနေနဲ့ထိုးမယ်လို့ပြောချင်တာဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဒါရေးပြီးသွားတဲ့အချိန်မှာအဲ့ label ကိုဘာလုပ်မလဲဆိုတော့စကားလုံးပုံစံသတ်မှတ်မယ်เนาะ label ကို set font အနေနဲ့ဘာလုပ်မလဲဆိုတော့ new font နဲ့ဒီနေရာမှာတော့ area ပဲသုံးသွားမယ်ပြီးသွားရင် font ကို font ကို bold လုပ်မယ်font size ကိုကြတော့12လောက်ပဲပေးလိုက်မယ်ကဲနောက်တစ်ခုကကြတော့ဒီကောင် panel ထဲသွားတင်မယ် panel ထဲမှာသွားပြီးတော့ .add လုပ်မယ်ဘယ်ကောင်ကိုလုပ်မှာဆို label ကိုသွားလုပ်မယ်border layout not not အပေါ်မှာပေါ်ခြင်းနဲ့ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီနော်ကဲပြီးသွားရင် panel တွေကိုဘယ်ကောင်ကိုသွားထည့်အောင်မလဲဆိုတော့ add လုပ်မယ်import component ဒီ import component တွေကိုရောက်လာတယ်ထားပါတော့အခုလက်ရှိဆိုရင် jtest fee ပေါ့နော် jtest fee အဲ့ကောင်တွေကိုဘယ်တွေကိုသွားပြီးထည့်မှာလဲဆိုတော့input import component border layout center ကဲဟုတ်ပြီအဲ့တော့လုပ်စရာတစ်ခုရှိသေးတယ်အဲ့ဒါဘာအလုပ်လဲဆိုရင်ဒီနေရာမှာဒီကောင်အလုပ်တွေအကုန်လုပ်ပြီးသွားရင်ဒီမှာလုပ်ထားတဲ့အလုပ်တွေကို return ပြန်ပေးရမယ် panel เนาะ panel ကိုသွားပြီးတော့ return ပြန်ပေးရမယ်ဒီတော့ဒီနေရာမှာကုတ်လေးထပ်ဖြည့်မယ် create import component ဒီ app ထဲမှာသွားပြီးလက်သေးခွင့်ဖွင့်မယ်နောက်ဆုံးမှာသွားပြီးတော့လက်သေးခွင့်ပိတ်မယ်ဒီမှာလက်သေးခွင့်ဖွင့်မယ်ပြီးတော့နောက်ဆုံးမှာသွားပြီးတော့လက်သေးခွင့်ပြန်ပိတ်မယ်ဟုတ်ပြီနော်ဒါလေးတစ်ချက်အရင် run ကြည့်မယ်ကဲဟုတ်ပြီတနေရာမှားနေသေးတယ်ကဲဟုတ်ပြီဆရာတို့ဆက်ပြီးတော့ဘာသွားလုပ်မလဲဆိုရင်ဒီနေရာမှာကုတ်တစ်ခုရေးဖို့ကြံမယ်ဘာလဲဆိုရင် center panel.add เนาะ import panel border layout.not ကဲအောက်မှာဘာလေးတစ်ခုထပ်ထည့်ပေးမလဲဆိုရင်ဒါလေးတစ်ချက်ကြည့်မယ်เนาะဒီနေရာလေးဒီနေရာလေးမှာကုတ်တစ်ခုထပ်ထည့်ပေးမယ်เนาะဒီနေရာမှာကုတ်လေးတစ်ခုထပ်ထည့်ပေးမယ်ကဲဟုတ်ပြီဆရာတို့ကုတ်လေးတစ်ခုထပ်ထည့်လိုက်မယ်เนาะပထမတော့ကုတ်တွေထပ်မထည့်ဘူးလို့ထားအခုထပ်ထည့်လိုက်မယ် add ဆိုပြီးတော့ဘာသွားလုပ်မလဲဆို center panel ကိုသွားပြီးတော့ add လုပ်မယ်ကွာဘယ်ပေါ်မှာသွားလုပ်မလဲဆိုတော့ border layout က
center မှာသွားပြီးတော့ပေါ်အောင်ရေးလိုက်မယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီကုတ်လေးတစ်ချောင်းထပ်ထည့်ပြီးတစ်ချက်ထပ် run ကြည့်မယ်တစ်ချက်ထပ် run ကြည့်မယ် Java ကို combine ရင်ပြန်လုပ်မယ်နော် student management GUI.java ပြီးသွားရင် Java student management GUI ဒီလိုပုံစံလေးပေါ်နေလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့ကိုလိုချင်တဲ့ပုံစံအတိုင်းတော့မဖြစ်သေးဘူးနော်မဖြစ်သေးဘူးဒါပေမဲ့ရတဲ့အရေးမကြီးဘူးအရင်ဆုံး data ပေါ်လာဖို့အတွက်အရေးကြီးတယ်ဟုတ်ပြီနော်အဲ့တော့ကျန်တဲ့ကုတ်လေးတွေဆက်ရေးမယ်အခုလက်ရှိဘာတွေကြံသေးလဲဆိုတော့ဒီမှာဘာထည့်ပေးမလဲဆိုတော့ခုနက radio button လေးတွေရှိမယ်နော် radio button လေးထည့်မယ်radio button ကုတ်ကပဲရောက်ပါကဲဟုတ်ပြီ radio button ကုတ်နော်ဒီအောက်မှာဟိုပါလေးပြန်ရေးလိုက်မယ်နော်add ဆိုပြီးတော့ data ပြန်ထည့်တဲ့ကိစ္စလေးအရင်ပြန်ရေးလိုက်မယ် center panel ကိုဘယ်တဲကိုသွားထည့်မှာလဲဆိုရင် border layout area ကို border layout .center ဆိုပြီးရေးထားလိုက်မယ်နော် border layout ရဲ့ center မှာပေါ်ဖို့အတွက်ရေးထားလိုက်မယ်ပြီးရင်ဘယ်ကိစ္စတွေစမလဲဆိုရင် panel ကိစ္စတွေစမယ်နော်ဒီ gender ရွေးတဲ့အပိုင်းကိုခုနကခဏဖြတ်ထားခဲ့တယ်ပေါ့နော် hide ထားခဲ့တယ်ပေါ့နော်အဲ့တော့ဘာဆက်လုပ်မလဲဆိုတော့ဒီနေရာမှာR male R female R other ဟုတ်ပြီနော်ဒီကိစ္စတွေမပြီးသေးဘူးအဲ့ကိစ္စလေးတွေကိုဆက်ပြီးတော့ရေးကြည့်မယ်ကဲဟုတ်ပြီအဲ့တော့ဘယ်ကိုဆက်သွားမလဲဆိုရင် button တွေကို group ဖွဲ့ပေးရမယ်ဘာကြောင့် button တွေကို group ဖွဲ့ပေးရမှာလဲဆိုရင်ဘာကြောင့် button တွေကို group ဖွဲ့ရမှာလဲဆိုရင်အကယ် male ရွေးပြီးသွားရင်ကွာကျန်တဲ့နှစ်ခုမှာထပ်ရွေးလို့မရအောင်အကယ် female ရွေးပြီးသွားရင်လည်းကျန်တဲ့နှစ်ခုမှာထပ်ရွေးလို့မရအောင် button group ဖွဲ့ပေးရမယ်အဲ့တော့ဒီနေရာမှာ variable တစ်ခုစောက်အောင်မယ်ပေါ့နော်အရင်ဆုံး button group ဆိုတဲ့ class ကိုယူသုံးမယ် button group ဆိုတဲ့ class ကိုအရင်ဆုံး object ချိန်မယ်เนาะ button group ဆိုတော့ bg လို့ပေးလိုက်မယ် new button group เนาะဒါ button group class ကို button group object ချိန်တာကဲဟုတ်ပြီ bg ကကြတော့ button group object ကိုကိုစားပြုတဲ့ variable add ဘာလုပ်မလဲဆိုတော့ r mail လေးကိုတွားပြီးတော့ add လုပ်မယ်ပြီးသွားရင် bg.add မှာ r female လေးကိုတွားပြီးတော့ add လုပ်မယ် bg.add မှာဘာတွားလုပ်မလဲ r other လေးကိုတွားပြီးတော့ add လုပ်မယ်ဆိုပြီးကြီးညာမယ်ပြီးသွားရင် gender panel ထဲမှာတွားပြီးတော့ add လုပ်မယ်ဘာကိုလုပ်မလဲဆို r male ကိုလုပ်မယ်ပြီးသွားရင် gender panel ထဲမှာတွားပြီးတော့ add လုပ်မယ် r female ကိုတွားပြီးတော့ add လုပ်မယ်ပြီးသွားရင် gender panel ထဲမှာတွားပြီးတော့ add လုပ်မယ်ဘာကိုလုပ်မလဲဆို r other ကိုတွားပြီးတော့ add လုပ်မယ်ကဲ DTP ဝိုင်းဒီ group ဖွဲ့ထားတဲ့ button group ကိုဘယ်ပေါ်သွားတင်မလဲဆိုတော့ import panel တွေကိုတွားပြီးတော့ add လုပ်လိုက်မယ် and create import component ထုံးစံအတိုင်းဘာအနေနဲ့တော့ gender star ပေါ့နော် gender star ပြီးတော့ရင် comma gender panel ဆိုပြီးလှမ်းပို့လိုက်မယ်ဟုတ်ပဲကိုဟုတ်ပြီနော်ကဲဟုတ်ပြီဒါလေးကိုတစ်ချက်ပြန် run ကြည့်မယ်ပေါ်မပေါ်အဲဒီတော့ combine ရင်ပြန်လုပ်မယ်ပြီးတော့ရင် Javaကဲဟုတ်ပြီနော် combine လုပ်ပြီးသွားပြီဆိုရင် Java student management GUI ဆိုပြီးတော့ program ကို run မယ်run ဒီလိုလာပေါ်နေလိမ့်မယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုဒီမှာ male ကိုနှိပ်လိုက်မယ်ဒါဆို female ကိုနှိပ်လိုက်ရင် male ကခလုတ်ပြန်ပြောက်သွားတယ်ကွာအဲ့ဒီအတွက်ကဘာလုပ်ထားရလဲဆိုတော့ sorry ဒီမှာ group ဖွဲ့ထားလို့တစ်ခုရွေးလိုက်ရင်တစ်ခုပြောက်သွားတာဟုတ်ပြီနော်ကဲဟုတ်ပြီဘာကြံသေးလဲဆိုတော့ကျန်တဲ့အပိုင်းတွေဆက်ရေးမှာအောက်မှာရှိတဲ့ email တွေ date တွေ class တွေ search ပိုင်းနေအဲ့ဒီကိစ္စကိုဆက်ရေးမယ်ဆိုတော့ထုံးစံအတိုင်းဘာသွားမလဲဆိုတော့ input panel ပေါ့နော် input panel .add ဘာလို့မ create input component email ကဲ new j test fee ကဲဒါလေးရေးပြီးဝိုင်းရင်ဘာဆက်သွားမလဲဆိုတော့ဒီနေရာမှာတစ်ခုရှိရယ်နော်ဒီ UU test fee တွေတိတ်အရေးမကြီးဘူး UU test fee တွေတိတ်အရေးမကြီးဘူးဒီလို date တွေဒီလိုထားပါတော့နော်ဒီလို radio ပေါက်တွေဒီလိုရွေးချယ်စရာ selection box တွေဆိုရင်တော့နည်းနည်း short ရှိရယ်ဒီကောင်ဒီမှာ combo box လို့ခေါ်လိုက်မယ်နော်short ရှိရယ်ဆိုတာပုံမှန်ရေးတဲ့အတိုင်းရေးလို့မရဘူးအခုဘယ်ပုံစံဆက်ရေးမလဲဆိုတော့ဒီ date ကိစ္စကိုဆက်ရေးမယ်date ကိစ္စအတွက်ကကျတော့ variable တစ်ခုစောက်ပေးရမယ်ဒါပေမဲ့သူ့ရဲ့ variable ထဲမှာဘာတန်ဖိုးပဲရှိရမှာလဲဆိုတော့ array တန်ဖိုးပဲရှိရမှာဟုတ်ပြီနော်ရေးလိုက်နားလဲသွားလိမ့်မယ် string ၄တောင်ဖွင့်ပိတ်variable name ကို date လို့ပေးလိုက်မယ်တွန်ကွင်းဖွင့်ပိတ်ထဲမှာဘာပါမလဲဆိုရင် sunday ကဲထားပါတော့နော် sunday ဆိုပြီး comma ဒီနေ့ကဘာနေလဲ tuesday နော် tuesday comma john 9ဖြစ်လိမ့်မယ်ဟုတ်တယ်နော် john 9 comma 2026ဆိုပြီးတော့ရေးထားလိုက်မယ်ကဲဟုတ်ပြီပြီးသွားရင်ဘယ်ထိပါမလဲဆိုတော့ date က monday
ဟုတ်ပြီနော်အခုလက်ရှိခုနရေးနေတာဘာလဲဆိုတော့ date ပေါ့နော်ဒီမှာ date တစ်ခုရှိမယ်နော်ဒီ address ကိုကြည့်မယ်နော်ဒီမှာ select မှတ်ထား address နော် Tuesday June 9 2026 ပြီးသွားရင် Monday ဒီကောင်ဆို June 10ဖြစ်လိမ့်မယ်2026ပြီးသွားရင် Wednesday ဖြစ်လိမ့်မယ်နော်sorry ဘယ်လိုလုပ်ပြီး Monday ဖြစ်သွား Wednesday WEDNESDY Wednesday sorry နော်ကဲပြီးသွားရင်ဘာဖြစ် Thursday ပေါ့နော် THURSDY Thursday June 11 2026ပြီးသွားရင် Friday June 12 2026ဟုတ်ပြီနော်12 Friday okay 2026နောက်ဆုံးမှသွားပြီးတော့ semi comma လေးပိတ်လိုက်မယ်ကဲဟုတ်ပြီကောင်းအဲ့ date ကို import ဘယ်ပေါ်တင်မှာလဲဆိုတော့ import panel ပေါ်ထုံးစံအတိုင်းတင်ပေးမယ် .add သွားလုပ်မယ်ဘာလို့ create import component တဲ့เนาะဒီ method ကိုလမ်းယူသုံးမယ်ခေါင်းစဉ်ကဘာအနေနဲ့သုံးမှာလဲဆိုရင် admission admi ssi admission date ကဲပြီးရင် comma ခံပြီးတော့ new j combo box လို့ခေါ်ရတဲ့သူcombo combo box date ပေါ့နော်ဒီ variable date ထဲမှာရှိတဲ့တန်ဖိုးတွေကိုလှမ်းပို့လိုက်မယ်ဟုတ်ပြီနော်ဒါကြတော့ဒီရလေးအတွက်ပေါ့နော် admission date အတွက်ကဲပြီးရင်ဗာဆက်ရေးမလဲဆိုတော့ဒီကောင်လေးကိုဆက်ရေးမယ် class အောက်ကကောင်လေးကိုဆက်ရေးမယ် class အောက်ကကောင်ကိုဆက်ရေးဖို့အတွက်ကလည်း variable တစ်ခုစောင့်မယ်သူကတော့ရွေးချယ်စရာရယ်ဆိုရင်တော့ array ပုံစံပဲတွားမှာเนาะအဲ့တော့ဒီနေရာမှာ variable name ကို class လို့ပေးလိုက်မယ်တွန်ခွင်းဖွင့်မယ်ဘာပြန်လုပ်မလဲဆိုတော့ထားပါเนาะ first class ပြီးသွားရင် second class ဒါရတဲ့ရေးမကြည့်เนาะထည့်တဲ့ခါကျရင် data ဘယ်လိုပေါ်လဲဆိုတာမြင်ရပြီเนาะ that class သုံးခုပဲထည့်မယ်အများကြီးမလို့ဘူးကဲပြီးသူ့ထုံးစံတိုင်းပဲပေါ်တင်မလဲဆိုတော့ import panel တွေကိုတွားပြီးတော့ add လုပ်မယ် create import component မှာတွားပြီးတော့ဘယ်ကောင်ကိုတွားလုပ်မှာလဲဆိုတော့sorry ခေါင်းစဉ်အနေနဲ့ကဘာတွားမှာလဲဆို class ပေါ့နော်ပြီးသွားရင် comma new j combo box ဒီလိုလေး class ပေါ့ဟုတ်ပြီနော်ဒီ variable class ထဲမှာရှိတဲ့ဒီတန်ဖိုးတွေကိုလှမ်းပြီးတော့ combo box ထဲကိုထည့်မယ်လို့ပြောချင်တာကဲဟုတ်ပြီဒီထိပြီးသွားပြီဆိုရင်အနောက်မှာပါကြံမလဲဆို search by name ကြံမယ်အဲ့ကောင်တက်ကိုဆက်ပြီးတော့အလုပ်လုပ်မယ်အဲ့ဒီတော့ဒီကောင်ကတန်းရေးလို့ရတယ်เนาะ text field ရဲ့သိ short မရှိဘူး jpanel.capan ရဲ့ panel.add မှာ create input component မှာ search by name ကဲပြီးသွားရင် new j text field ပေါ့ဒါလေးရေးပေးလိုက်ရင်ရပြီဟုတ်ပြီနော်ကဲဟုတ်ပြီ by name မှာအကုန်လုံးအကြည့်ရေးမယ် sorry search by name တစ်ခုနှစ်ခုပြီးသွားရင်ဒါတတွဲဆိုတော့နောက်တစ်ခုထပ်ပေးရအောင်မယ် sorry ကဲဟုတ်ပြီအခုလက်ရှိပြီးတဲ့လောက်လေးကိုဘာသွားလုပ်မလဲဆိုတော့တစ်ချက် run ကြည့်မယ်ကွာဘယ်လိုပုံစံလေးပေါ်နေလဲပေါ့ဟုတ်ပြီနော် gate မှားခဲ့ရင်လည်းပြင်လို့ရအောင်ကဲ id တော့ဒါလေးကိုတစ်ချက် combine ပြန်လုပ်မယ်ပြီးsorry ဒီမှာစမှားပြီinput panel.add မှာ create component မှာ email.star မှာ j text field မှာ okay ဒီနေရာမှာမှားနေတယ်ဆိုတဲ့သဘောပေါ့ j text field sorry input component မှာ j text field မှာလက်သေးခွင့်ဖွင့်ပိတ်ကြံခဲ့တယ် sorry အမှားကြီးမှားသွားတာပေါ့ကဲ combine ပြန်လုပ်မယ်ပြီးသွားရင် run မယ်ကဲဟုတ်ပြီဒီလိုလာပေါ်နေလိမ့်မယ်ဟုတ်ပြီနော်ဒါဆိုရင်အပေါ်မှာ၄ခုရှိမယ်အောက်မှာက data ၄ခုရှိမယ်ပေါ့အပေါ်မှာဆိုဒါတစ် row ဒါတစ် row column နဲ့ဆိုဒါတစ် column နှစ် column သုံး column ၄ columnကဲဟုတ်ပြီအဲ့တော့ဘယ်ပုံစံကိုဆက်သွားမှာလဲဆိုတော့အောက်ကဒီ table အပိုင်းလေးကိုဆက်သွားမယ်ဟုတ်ပြီနော် table အပိုင်းလေးကိုဆက်သွားဖို့အတွက်ကလက်ရှိခဏလေးနော် hello okay ရသေးတယ် recording error တက်မှာဆိုလို့တစ်ချက်ပြန်ဆန်းမယ်နော်ကဲရပြီအဲ့တော့ဘာလုပ်မလဲ run ထားတဲ့ program ကိုတစ်ချက်ပိတ်မယ်ပြီးသွားရင်ဘယ်အပိုင်းနေဆက်သွားမလဲဆိုတော့ဆရာတို့က table အပိုင်းကိုဆက်သွားမယ်ဟုတ်ပြီနော် table အပိုင်းကိုဆက်သွားမယ်ဆိုတော့ဒီကောင်အောင်မှာပဲဆက်ရေးလိုက်မယ်နော်ဒီ center panel add input panel ပေါ့နော် border layout not အောက်မှာပါဆက်ရေးမလဲဆိုရင် table area ကိုစပြီးဖန်တီးမယ် table ကိုစပြီးဖန်တီးတော့မှဆို table မှာခေါင်းစဉ်ဘယ်နှခုပါလဲအရင်ကြည့်မယ်ကွာ id ရဲ့ name ရဲ့ age ရဲ့ mobile number ရဲ့ထားပါတော့အပေါ်မှာ8ခုဆိုတော့အောက်မှာလည်း2 4 6 8ခုပါလိမ့်မယ်အဲ့တော့ထုံးစံအတိုင်း data အများကြီးဆိုရင် array ထဲမှာသွားသိမ်းမယ် column name တွေကိုပါအနေနဲ့ပေးမှလဲဆိုရင်ပထမတစ်ခုက id ဒုတိယတစ်ခုက name တတိယတစ်ခုက age ကဲထားပါတော့เนาะဒီတိုင်းလိုက်ရေးလိုက်တစ်ချက်
ကဲဟုတ်ပြီဒါကြတော့ table ထဲမှာပေါ်မယ် column တွေပေါ့နော် column ကောင်းစဉ်တွေပေါ့နော်ဒီကတော့8ခုပါတယ်ပေါ့အဲ့ကောင်တွေအတွက်ကို array ထဲမှာတွားပြီးတော့ခဏသိမ်းထားတာကဲအခုလက်ရှိကတော့ database တွေပိုင်းနဲ့လည်းမချိတ်ဘူး JSON မှာရှိတဲ့ data တွေကိုလည်းလှမ်းယူတာမဟုတ်ဘူး UI design တည်တံ့ရေးတာဖြစ်တဲ့အတွက်သူ့အောက်မှာပေါ်နေတဲ့ဒီ data တွေအတွက်ကို manual လေးပဲထည့်မယ်ဟုတ်ပြီနော် manual ထည့်မယ်ဆိုတော့လက်ရှိကဘယ်လိုပုံစံတွားချင်တာလဲဆိုတော့array ပေါ့နော် array ကို ရိုး array မဟုတ်ဘူး 2D array ပုံစံတွားလိုက်မယ်ဟုတ်ပြီနော်object 4000ဖွင့်ပိတ်4000ဖွင့်ပိတ်ပြီးသွားရင် data အဲ့ဒီထဲမှာဘယ်လိုပုံစံတွားမလဲဆိုတော့ပထမတစ်ခုကဘာတန်ဖိုးထည့်မလဲဆိုရင် ID က1ပြီးသွားရင်နာမည်ကထားပါတော့เนาะနာမည်ကို first လို့ပဲပေးလိုက်မယ်เนาะရှုပ်သွားမှာဆိုတော့ age ကကြတော့18ပြီးသွားရင် mobile number ကကြတော့12346ကဲထားပါတော့ email ကကြတော့ first@gmail.com gender ကကြတော့ gender မှာစလုံးမမှားနေတာပဲ GND ရဲ့ gender မှာကြတော့ထားပါတော့ male ပြီးသွားရင် class မှာကကြတော့first class ပေါ့နော်first class date မှာကကြတော့အပေါ်မှာရှိတဲ့ date တစ်ခုပဲလှမ်းယူလိုက်မယ်ကဲထားပါတော့ဒီ date လေးပေါ့ကဲဒါ data တစ်ခုထည့်ပြီးသွားပြီပြီးတော့နောက်ထပ် data တစ်ခုထည့်မယ်တွန်ခွင်းဖွင့်ပိတ်နဲ့ ID နံပါတ်2မှာကကြတော့နာမည်ကိုကြတော့ second လို့ပေးလိုက်မယ်အသက်ကိုကြတော့20လို့ပေးလိုက်မယ်ဖုန်းနံပါတ်ကတော့လက်ရှိ12346ပဲထည့်ထားလိုက်မယ်ပြီးသွားရင် Gmail ကကြတော့ second@gmail.com ပြီးသွားရင်female လေးလို့ထည့်ထားလိုက်မယ်ပြီးသွားရင် second class ပေါ့ကဲထားပါတော့ပြီးသွားရင်ဒီ data ကိုပြန်ထည့်ထားလိုက်မယ်နော်ဒီ data လေးကိုပဲပြန်ထည့်ထားလိုက်မယ်ကဲဟုတ်ပြီ data လေးနှစ်ခုလောက်ပဲအရင်ထည့်ထားလိုက်မယ်ကွာပြီးတော့မှလိုတော့မှထည့်မယ်အရေးမကြီးသေးဘူးကဲဟုတ်ပြီအခုလက်ရှိဒီတိုင်းကိုမ run သေးဘူးเนาะဘာမှမလုပ်သေးဘူးเนาะအခုလက်ရှိဒီကောင်ကကြတော့ column ဆိုတာကဒီ table ထဲမှာပေါ်နေမှာဒီခေါင်းစဉ်လေးတွေအတွက်ကိုထားပါတော့ video တစ်ခုစောက်ပြီးတော့အဲ့ထဲမှာစာသားလေး data အနေနဲ့ပဲထည့်ထားတဲ့အဆင့်ပဲရှိသေးတယ်ဒီကောင်ကဘာအတွက်ရေးတာလဲဆိုရင် table ထဲမှာထည့်မယ်အောက်မှာမြင်ရမယ့်ဒီ data လေးတွေအတွက်ရေးထားတာဒါမှမဟုတ်လည်းသူ့ကိုလည်း video တစ်ခုထဲမှာသွားသိမ်းတဲ့အဆင့်ပဲရှိသေးတယ်အဲ့တော့ဒီ data တွေကိုဘယ်မှာသွားပြီးလုပ်မလဲဆိုရင်default table model ကိုအသုံးပြုပြီးတော့ JTable သွားပြီးတည်ဆောက်မယ်ကဲစမယ်အခုလက်ရှိအဆင့်ကဘာလဲဆိုရင် data เนาะ data တွေကိုdefault table model တို့ထည့်မယ်ထည့်ပြီးတော့ဒီ data နှစ်ခုကိုဘယ်ထဲထည့်မှာဆို default table model တွေကိုထည့်ပြီးတော့ JTable တည်ဆောက်မယ်အဲ့တော့ default table model class ကိုထုံးစံအတိုင်း object ချိန်မယ် new default table model ဒီရှေ့က model ကကြတော့ default table model object ကိုစားပြုမဲ့ variable ပဲပေါ့ဘာကိုအရင်ရေးမလဲဆိုရင် data ကိုအရင်ရေးမယ် column ကိုနောက်မှရေးမယ်ဒီ data ကဘာလဲဆိုရင်ဒီ table ထဲမှာမြင်ချင်တဲ့ data variable data ကိုခေါ်ချင်တာဒီ column ကကြတော့ variable column နာမည်တွေပေးထားတဲ့ variable ပေါ့နော်အဲ့ column ကိုတေချာတစ်ခုက data ကိုရှေ့ရရေး column ကိုနောက်ကရေးကဲပြီးသွားရင် JTable သွားမယ် JTable ပြီးသွားရင်ထုံးစံတိုင်း class တွေက object ချိန်မယ် new JTable ပြီးသွားရင် model ဆိုတော့လှမ်းယူပြီးလိုက်ရပြီဒါကြတော့ JTable ဆိုတဲ့ class ကို JTable ဆိုတဲ့ object ပြောင်းတယ်ဒီ table ကကြတော့ JTable object ကိုစားပြုတဲ့ variable ပဲဒီ table တွေကိုဘာသွားထည့်ရလဲဆိုတော့ default table model เนาะမှာသတ်မှတ်ထားတဲ့ default table model object ကိုစားပြုတဲ့ model လေးကိုကောက်ထည့်ပေးလိုက်ရင်ဒီ table တွေကိုဒီ data တွေရောက်လာမယ်လို့ပြောတာ ਨੇ အတူတူပဲကဲပြီးသွားရင် table မှာဘာလုပ်ပေးရမလဲဆိုတော့ table.set row height เนาะ table မှာရှိတဲ့ row တွေ height တွေကိုတွားပြီးတော့ခဏသတ်မှတ်လိုက်မယ် height ကိုလက်ရှိပါပေးလိုက်မလဲဆိုတော့25လို့ပေးလိုက်မယ်ကဲပြီးသွားရင်ဘာလေးတွေဆက်ရေးမလဲဆိုတော့ဒီတိုင်းသွား run ကြည့်မယ်ဟုတ်ပြီနော်ဒီတိုင်းအရင်သွား run ကြည့်မယ်ဒီတိုင်းအရင်သွား run ကြည့်မယ်ဆိုတော့ combine ပြန်လုပ်မယ်ပြီးသွားရင်တစ်ချက် run ကြည့်မယ်ဒီလိုလေးဖြစ်နေလိမ့်မယ်အရေးမကြည့်ဘူးဘာကြောင့်လဲဆိုတော့ကုတ်ကမပြည့်သေးဘူးဒါ data column အတွက် data အတွက်เนาะ table ထဲမှာပေါ်မဲ့ data အတွက် data ဒီကောင်ကကြတော့ default table model ထဲမှာ data ရဲ့ column နဲ့သွားထည့်တယ်နောက်ဆုံး default table model ရဲ့ object ကိုစားပြုတဲ့ variable ကိုဘယ်ထဲထည့်လဲဆိုတော့ JTable တွေကိုကောက်ထည့်လိုက်တယ်ဒီတစ်ဆင့်ကကြတော့ table ထဲမှာရှိတဲ့ row height တွေကိုတွားပြီးတော့သတ်မှတ်ပေးမယ်ကဲဟုတ်ပြီနောက်တစ်ခုကကြတော့ဘာဆက်သွားမလဲဆိုရင်jscrolpan နောက်ဆုံးပေါ်ဖို့အတွက်ကဘာရေးပေးရမလဲဆိုရင် jscrolpan เนาะဒီ class ကိုယူသုံးပေးရမယ်เนาะ jscrolpan class ကိုထုံးစံအတိုင်း object ပြောင်းမယ် scrolpan new jscrolpan
ဘယ်ကောင်းလာထဲမှာ table ကိုလာထဲမှာအဲ့ J scroll pan เนาะထဲကို table လာထဲတော့မှတကယ်သွားပြီးပေါ်မှာနောက်မှဆိုပေါ်မှာမဟုတ်ဘူးဒီ table ကကျတော့ data လက်ခံတဲ့အဆင့်ပဲရှိသေးတယ်တကယ်တမ်း window ပေါ်မှာပေါ်ဖို့အတွက်ကဘယ်ကောင်းအောင်အသုံးပြုရမလဲဆိုတော့ J scroll pan ဆိုတဲ့ class ကိုအသုံးပြုပေးရမယ်ထုံးစံအတိုင်း class ကို object ချိန်မယ်ဒီ object ထဲမှာပေါ်မှာရှိတဲ့ variable table လေးကိုလှမ်းပြီးတော့ယူလိုက် variable table ကိုယူခြင်းအပြင် data နဲ့ column data တွေပါလာလိမ့်ဟုတ်ပြီနော်ကဲဟုတ်ပြီကဲဒီပြီးသွားရင်ဘာဆက်လုပ်မလဲဆိုတော့ဒီ scroll pan ကိုတွားပြီး add လုပ်ပေးရမယ်နော်center panel ထဲမှာ sorry panel ထဲမှာတွားပြီးတော့ add လုပ်မယ်ဘယ်ကောင်းအောင်လုပ်မှာလဲဆိုရင် scroll pan ကိုတွားပြီးတော့ add လုပ်မယ်ပြီးသွားရင် border layout dot center ဒါလေးရေးပေးမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီ id တော့ဒါလေးတစ်ချက် run ကြည့်မယ်နော် combine ပြန်လုပ်မယ်ပြီးသွားရင် run ကြည့်မယ်ကဲဟုတ်ပြီဒါဆိုဒီမှာ data နှစ်ခုပေါ်ဟုတ်ပြီနော်ဒီမှာက column ခေါင်းစဉ်လေးဒီကောင်ကကြတော့ data လေးတွေပေါ့ဟုတ်ပြီနော်အဲ့တော့ data လေးတွေကိုနည်းနည်းထပ်ထည့်လိုက်မယ်ကွာကြည့်ရနဲနေတဲ့အတွက်comma ခံပြီးတော့ id ကို3လို့ပေးလိုက်မယ်သူ့ကိုကြတော့ that ပေါ့နော်ထားပါတော့နာမည်ကြီးပဲပေးလိုက်ပါမောင်အောင်နောက်တစ်ခုကကြတော့လှကဲသူ့ရဲ့အသက်ကို30ပေါ့ထားပါတော့သူ့ရဲ့ဖုန်းနံပါတ်က12346သူ့ရဲ့ဟိုကကြတော့ that@gmail.com သူကကြတော့ mail ပဲထားပါတော့sorry နော်မောင်ဒီမှာ mail ဖြစ်မယ်ဒီမှာအောင်ကကြတော့ mail လှဆိုတော့ female လို့ရေးလိုက်မယ်နော်female သူ့ကိုကြတော့ that class ပြီးသွားရင် date ကိုကြတော့တခြား date လေးဖြည့်လိုက်မယ်နော်ပေါ်မှာ date လေးတွေရှိသေးတယ်ဆိုတော့ Wednesday June 10 2026ကဲဒီ data လေးရေးလိုက်မယ်ကဲဒါဆိုရင်နောက်ထပ် data တစ်ခုထပ်ထည့်လိုက်မယ်၄ခုလောက်တော့ထည့်ထားလိုက်မယ်နော်ကဲဟုတ်ပြီ id ကို4လို့ပေးလိုက်မယ်ပြီးသွားရင်နာမည်ကကြတော့ဆိုကဲအသက်က28ဖုန်းနံပါတ်ကို12346ကဲပြီးသွားရင် fourta4@gmail.com ကဲသူကလည်း female ပဲပြီးသွားရင်ထားပါနော် class ကဘာလဲ class ပေးထားလဲဆိုတော့ tag class တွေပဲပေးထားတာနော်အဲ့တော့ဒီမှာ first class ကိုပြန်ထည့်လိုက်မယ်ကဲပြီးရင် date ကိုကြတော့နောက်ထပ် date တစ်ခုပြောင်းထည့်လိုက်မယ်ကွာ Friday June 12ဆိုပြီးပြောင်းထည့်လိုက်မယ်Friday June 12ဟုတ်ပြီနော်ကဲဟုတ်ပြီဒါလေးတစ်ချက်သွား run ကြည့်မယ်ပြန်ပြီးတော့နော် combine လုပ်ပြီးတော့ကဲတာမန်နဲ့ပြန်ခေါ်မယ် combine ပြန်လုပ်မယ်ကဲပြီးသွားရင် run ကြည့်မယ်ဟုတ်ပြီနော် data 4ခုဝင်သွားလိမ့်မယ်ဒီမှာဆိုလဲ date 4ခု class မှာ3ခုရှိမယ်ကဲဟုတ်ပြီနော်အဲ့တော့ဘာဆက်သွားမလဲဆိုတော့အောက်မှာရှိတဲ့ button လေးတွေဆက်ရေးအောက်မှာရှိတဲ့ button လေးတွေဆိုတာကဒီအောက်မှာရှိတဲ့ exit တွေ refresh တွေ help တွေဒီ button 6ခုရေးမယ်ကွာပြောချင်တဲ့သဘောဟုတ်ပြီနော်ကဲဟုတ်ပြီ button 6ခုရေးဖို့အတွက်ကိုဘယ်မှာသွားရေးမလဲဆိုတော့ဒီ pan center panel တော့နော် scroll pan ရဲ့အောက်မှာဆက်ပြီးတော့ရေးမယ် scroll pan ရဲ့အောက်မှာဆက်ပြီးရေးမယ်ဆိုတော့ sorry ဒီအောက်မှာဆက်ရေးမယ်နော် center panel border layout center ရဲ့အောက်မှာဆက်ရေးမယ်ဒါအပေါ်တစ်ပိုင်းပြီးသွားပြီနော်တတိယတစ်ခုပြီးသွားပြီအခုကဘာဆက်ရေးမှာလဲ၄ခုဆက်ရေးမှာ bottom အတွက်ကိုဆက်ရေးမယ်နော်ဒီခလုတ်တွေကိုဘယ်မှာထားမှာလဲဒါဆိုဒါကအပေါ်ဆုံးမှာရှိရကွာဒါက center မှာရှိတာဒီကောင်ကကြတော့ bottom မှာရှိတယ်ဆိုတဲ့ပုံစံသွားခြင်းတာဟုတ်ပြီနော်အဲ့တော့ဒီနံပါတ်၄မှာဘာလုပ်မလဲဆိုရင် bottom button panel ပေါ့နော် button အောက်ခြေမှာရှိတဲ့ခလုတ်6ခုအတွက်အလုပ်လုပ်ဖို့အတွက်ကိုစရေးမယ်ကဲဟုတ်ပြီ J panel ထဲမှာသွားပြီးတော့ဘယ်ကောင်သွားလုပ်မလဲဆိုရင် bottom panel new J panel ကဲ new border layout တော့ဒါလေးစကြည့်ရမယ်ပြီးသွားရင်ဘာလုပ်မလဲဆိုရင် bottom panel ထဲမှာသွားပြီးတော့ set border new empty border နဲ့10 ဆိုပြီးပေးလိုက်မယ်ဟုတ်ပြီနော်top ကော left ကော bottom ကော right ကောကို30စီပေးလိုက်မယ်ကဲပြီးသွားရင်ဘာဆက်ရေးမလဲဆိုရင် bottom panel ထဲမှာ bottom panel ထဲမှာသွားပြီးတော့set background BACKGRO ရဲ့ set background ကိုကြတော့ color.light gray ပေါ့နော်အရောင်ပါပေးမလဲဆိုတော့ light underscore gray ဆိုပြီးပေးလိုက်ကဲဟုတ်ပြီနော်set background color ကိုlight gray သတ်မှတ်လိုက်မယ်ကဲပြီးသွားရင်ဘယ်ဘက်အချမ်းမှာခလုတ်3ခုရှိတယ်ကွာဘယ်ဘက်အချမ်းမှာခလုတ်3ခုရှိတာအဲ့ခလုတ်ဘယ်ဘက်အချမ်းခလုတ်3ခုအတွက်ကိုအရင်စာရေးမယ်left button လို့ပေးထားလိုက်မယ်နော်ဘာဆက်ရေးမလဲဆိုတော့ panel left button ဆိုတဲ့ variable တစ်ခုစောက်လိုက်မယ် new J panel ကဲဟုတ်ပြီသူကကျတော့ new flow layout က
ကဲ flow layout.layout layout.left ဘာကြောင့် left လို့ပေးတာလဲဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ pattern မှာရှိတဲ့ဘယ်ဘက်ချမ်းမှာပေါ်ကျင်တာဖြစ်တဲ့အတွက်เนาะကဲဟုတ်ပြီပြီးသွားရင်left button ထဲမှာသွားပြီးတော့ add set background အရင်တတ်မှတ်လိုက်မယ်เนาะ set background ဒီ background ဘာလုပ်မလဲဆိုတော့ color ကိုထုံးစံအတိုင်းဘာပေးမလဲဆိုတော့ light underscore gray လို့ပဲပေးလိုက်ကဲပြီးသွားရင် left button ထဲမှာသွားပြီးတော့ add လုပ်မယ် new j button နဲ့စာသားကိုကြတော့ exit လို့ပြမယ် left button ထဲမှာသွားပြီးတော့ add လုပ်မယ် new j button နဲ့စာသားကိုကြတော့ refresh ဆိုတဲ့စာသားလေးပြမယ်left button ထဲမှာသွားပြီးတော့ add လုပ်မယ် new j button နဲ့စာသားကိုကြတော့ help ဆိုပြီးပြလိုက်မယ်နော်ကဲဟုတ်ပြီဒါဘယ်ဘက်အချမ်းပြီးသွားပြီဘယ်ဘက်အချမ်းပြီးသွားရင်ဘာကိုဆက်ရေးပေးရမလဲဆိုညာဘက်အချမ်းကိုဆက်ရေးမယ်ကဲမရေးခင်မှာဒီဘယ်ဘက်အချမ်းက cloud ကိုဘယ်ထဲသွားထည့်မလဲဆိုတော့ဟိုဟာထဲသွားတင်လိုက်မယ် bottom panel ထဲကိုသွားတင်လိုက်မယ်เนาะဒီမှာ panel เนาะသူ့ရဲ့ main panel ကနာမည်ပါပေးထားတဲ့ bottom panel လို့ပေးထားတာဖြစ်တဲ့အတွက်bottom panel ထဲမှာသွားပြီးတော့ add လုပ်မယ်ဘယ်ကောင်းကိုလုပ်မှာလဲဆို left button ကိုသွားပြီးတော့ add လုပ်မယ်အဲ့တော့ left button ထဲเนาะ border 4ယောက်ကဘာမှထားမလဲဆိုတော့west မှာထားမယ်ဆိုပြီးကြီးညာလိုက်မယ်အဲ့ west ကဘာကိုပြောရလဲဆိုဘယ်ဘက်မှာထားမယ်လို့ပြောချင်တာ ਨੇ အတူတူပဲเนาะဘယ်ဘက်မှာထားမယ် not တုံးကကြတော့အပေါ်မှာเนาะ top အပေါ်မှာထားမယ်လို့ပြောချင်တာအခုက west ဆိုတာကဘယ်ဘက်မှာထားမယ်လို့ပြောချင်တာဟုတ်ပြီเนาะဟုတ်ပြီပြီးသွားရင်ဘာစလုပ်မလဲဆိုတော့ဒီ bottom panel ကြီးကိုဘယ်ပေါ်သွားတင်မှာလဲဆိုတော့border 4ယောက်ကဘယ်နေရာမှာထားမလဲဆိုတာသွားရေးမှာဒီမှာတစ်ခုရှိရယ်เนาะထားမယ့်နေရာတွေတစ်ခုနဲ့တစ်ခုနည်းနည်းဟိုဟာဖြစ်တယ်เนาะဒီ bottom panel ကိုစပြီးကျင်ညာတုံးကကြတော့ bottom panel ဆိုတာကဒီအခွန်ကြီးကိုပြောချင်တာအခွန်ကြီးကိုတိဆောက်လိုက်တာဘယ်နေရာမှာထားမလဲဆိုတဲ့ကိစ္စကိုမပြောသေးဘူးဟုတ်ပြီเนาะကဲထားတော့ဒါကကြတော့ bottom panel အတွက်ကို panel စောက်တဲ့ဒီ3ခုပြီးသွားရင် left bottom ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီဘက်မှာရှိတဲ့ဘက်မှာရှိတဲ့ button 3ခုအတွက်ကိုရေးထားတာကွာပြီးရင်အဲ့ button 3ခုကိုဘယ်နေရာမှာထားမှာလဲဆိုရင်ဘယ်ဘက်အချမ်းမှာထားမယ်လို့ပဲပြောချင်တာဘယ်ဘက်အချမ်းမှာထားမယ်လို့ပြောချင်တာဒီ bottom panel ထဲမှာသွားပြီး add လုပ်တယ်ဒီ left button ကဘယ်နေရာမှာထားမလဲဆိုတဲ့ဟာကိုကြတော့ဒီ border 4ယောက်ကြီးရဲ့เนาะဒီ4ယောက်ကြီးရဲ့ west ဆိုတာကဒီအရှိမှာထားမယ်လို့ပြောချင်တာโอเคနောက်တစ်ခုထပ်ထည့်ဖို့ရှိသေးတယ်အနောက်က button တွေအတွက်ကိုအနောက်မှာထားမယ်ဆိုပြီးတော့ဆက်ရေးပေးရမယ်ကွာเนาะကဲဟုတ်ပြီဒါလေးကိုအရင်ရေးမယ်ဆိုတော့ add ဘယ်ထဲမှာသွားလုံးမှာလဲဆိုတော့bottom panel ကိုဘယ်ထဲသွားထည့်မှာလဲဆိုတော့ border 4ယောက်ထဲကိုသွားထည့်ပေးရမယ်စောက်ဆိုပြီးရေးခလုတ်များကိုเนาะဒီခလုတ်တွေအကုန်လုံးကိုเนาะbutton တွေအကုန်လုံးကိုလို့ပဲရေးလိုက်မယ်เนาะ button တွေအကုန်လုံးကို window ရဲ့အောက်ခြေမှာထားမယ်လို့ကြေညာတာဖြစ်တယ်ဒါလေးရေးပြီးတော့မှပေါ်လိမ့်မယ်ဟုတ်ပြီเนาะတစ်ချက် combine ပြန်လုပ်မယ်ပြီးသွားရင် run ကြည့်မယ်ကဲဒါဆိုဒီမှာပေါ်သွားပြီတွေ့လားဟုတ်ပြီเนาะအဲ့တော့ဒီဘက်ညာဘက်မှာရှိတဲ့ button 3ခုအတွက်ကိုဆက်ပြီးအလုပ်လုပ်မယ်ညာဘက်မှာရှိတဲ့ button 3ခုအတွက်ကဒီမှာဆက်ရေးမယ်အပေါ်ကအတိုင်းပဲဘာမှမကောအောင်เนาะဒါကကြတော့right button လို့ပဲပေးထားလိုက်မယ်နော်ကဲ J panel right button new J panel new flow layout YOUT flow layout ပြီးသွားရင် flow layout dot right ဟုတ်ပြီနော်ပြီးသွားရင်အပေါ်အတိုင်းပဲဘာလုပ်မလဲ set background လေးသတ်မှတ်မယ် right button ကို dot set background မှာကcolor dot light gray ပဲเนาะ light underscore gray ပဲကဲပြီးသွားရင် right button မှာသွားပြီးတော့ add လုပ်မယ် new J button နဲ့စာသားကို save ဆိုပြီးပေးမယ်အပေါ်မှာ new အကြီးရေးမိရเนาะ sorry and ကိုအသေးရေးမယ်เนาะကဲပြီးသွားရင် right button မှာသွားပြီးတော့ add လုပ်မယ် new J button နဲ့စာသားကိုဘာနဲ့ပြမလဲဆိုရင် update ဆိုပြီးတော့ပြမယ် right button မှာသွားပြီးတော့ add လုပ်မယ် new J button ခလုတ်တစ်ခုကိုသွားပြီးတော့ add လုပ်မယ်စာသားအနေနဲ့ဘာကိုပြမလဲဆိုတော့ delete ဆိုပြီးပြမယ်ဟုတ်ပြီနော်ကဲပြီးသွားရင်ဒါလေးပြီးသွားရင်ထုံးစံအတိုင်းဒီ right button ဒီ left button ကိုကြတော့ west မှာထားမယ်ဆိုပြီးကြီးညာပြီးသွားပြီ right button ကိုကြတော့ဘာမှာထားမလဲဆိုတော့ဆက်ကြီးညာပေးရမယ်bottom
panel ထဲမှာသွားပြီးတော့ add လုပ်မယ်ဘယ်ကောင်ကိုလုပ်မှာလဲဆိုရင် right button ကိုသွားပြီးတော့ add လုပ်မယ်သူ့ကို border ၄ယောက်ကဘယ်နေရာမှာထားမှာလဲဆိုရင်အရှိမเนาะ EAST east အခေါ်ရတာ east လို့ရေးလိုက်တာเนาะတကယ်တော့ဘာပြောချင်တာဆိုညာဘက်မှာထားမယ်လို့ပြောချင်တာเนาะညာဘက်မှာထားမယ်လို့ပြောချင်တာကဲပြီးသွားရင်ထုံးစံအတိုင်းဒီ bottom panel တွေကို bottom panel ကို border ၄ယောက်ကစောက်ဆိုတာကเนาะwindow ရဲ့အောက်ခြေမှာထားမယ်လို့ကြီးညာလိုက်တာ ਨੇ အတူတူပဲကဲဟုတ်ပြီအဲ့တော့တစ်ချက်ပြန်ပြီးတော့ combine လုပ်ပြီးတော့ run ကြည့်မယ်ကဲဟုတ်ပြီเนาะဒါဆို button 6ခုလေးပြည့်သွားပြီဒီထဲမှာ data ပေါ့เนาะအခုလက်ရှိတော့ဒါ UI တည်တံ့ဆွဲတာဖြစ်တဲ့အတွက်UI တည်တံ့ဆွဲတာဖြစ်တဲ့အတွက် data တွေကတော့ပုံသေးကြီးထည့်ထားရတာပေါ့เนาะနောက် video file တွေမှာJSON file ထဲမှာရှိတဲ့ data ကိုလှမ်းယူသုံးတာလဲလုပ်ပြပေးမယ် database ထဲမှာရှိတဲ့ data ကိုပြန်ပြီးယူသုံးပြတာလည်းရှိပြပေးမယ်ဟုတ်ပြီနော်အခုလက်ရှိ code တွေကိုတစ်ချက်ပြန်ပြီးတော့ရှင်းပြရမယ်ဆိုရင်အပေါ်မှာတော့သက်ဆိုင်ရာเนาะ library တွေလာပြီးတော့ import လုပ်ထားရမယ်ကဲပြီးပထမဆုံးဘာကိုစပြီးဖန်တီးပေးရမလဲဆိုရင်အပေါ်ဒီခေါင်းစဉ်အတွက်ကိုစပြီးတော့ sorry run ထားလိုက်မယ်เนาะ run ထားတော့မှရှင်းပြတာလွယ်လိမ့်မယ်ကဲဟုတ်ပြီအပေါ်မှာရှိတဲ့ဒီ student management system UI design နဲ့ Java Swing ဆိုတဲ့ဒီခေါင်းစဉ်လေးနှစ်ခုကိုစပြီးတော့အရင်ဆုံးဖန်တီးပေးရမယ်ပြီးရင်ဒုတိယတစ်ခုအနေနဲ့ဘာကိုဆက်သွားလဲဆိုတော့အပေါ်မှာရှိတဲ့ name mobile number age gender email admission date class search binding ဒီ၈ခုအတွက်ကိုเนาะsorry ပထမဆုံးတစ်ခုကဘာဆက်လုပ်ပေးရမလဲဆို main frame ကွာ main frame စပြီးဖန်တီးပေးမယ်ဒုတိယတစ်ခုကဘာသွားမလဲဆိုရင် title ပန်တယ်ဒီခေါင်းစဉ်နှစ်ခုအတွက်ကိုရေးမယ်တတိယတစ်ခုကဘာကိုသွားမလဲဆိုရင်ဒီခေါင်းလေးတွေအတွက်เนาะဒီ၈ခုအတွက်ကိုစပြီးတော့အလုပ်လုပ်မယ်လုပ်တဲ့နေရာမှာအရင်ဆုံး row တွေ column တွေစပြီးတော့ grid ၄ရောက်မှသွားပြီးသတ်မှတ်ပေးရမယ်အခုလက်ရှိကဒီမှာကဒါအတွက်က1 row ဒါအတွက်က1 row column အပြင်က1 column 2 column 3 column 4 column ဖြစ်တဲ့အတွက် grid ၄ရောက်မှ 2,4 ဆိုပြီးတော့ရေးပေးရမယ်နောက်က horizontal gap တွေ vertical gap တွေအတွက်တန်ဖိုးကတိတ်အရေးမကြီးဘူးကိုနည်းနည်းပုံเนาะတန်ဖိုးပြောင်းပြီးတော့ပေးပြီးတော့ run ကြည့်အဲ့ဒါဆိုဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်သွားလိမ့်မယ်ကဲဟုတ်ပြီဒီအဆင့်ပြီးသွားတဲ့အချိန်မှာနံပါတ်4အဆင့်မြောက်မှာ sorry ဘာကိုဆက်သွားလဲဆိုရင်အပေါ်ကတတိယအဆင့်ထဲမှာဘာပါမလဲ table တဲ့ကိစ္စလည်းပါမယ်เนาะဒီနေရာမှာ table အတွက်ကိုမှတ်ထားရမှာကပထမဆုံး column နေတတ်မှတ်မယ်ပြီးသွားရင်ဒီ column ထဲမှာเนาะ column အောက်ခြေမှာပေါ်ခြင်းတဲ့ data ကိုတွားပြီးတော့တတ်မှတ်မယ်အခုလက်ရှိတော့ data တော့ menu ရထည့်ထားတာပေါ့JSON file တွေက data တွေဖြစ်ဖြစ် database တွေက data တွေဖြစ်ဖြစ်ယူသုံးခြင်းတဲ့ဟာမျိုးဆိုရင်ဒီထဲမှာဆက်ပြီးတော့ရေးသွားရမယ်ပေါ့ကဲဟုတ်ပြီအခုအဲ့ဒါခဏထားလိုက်ပြီးသွားရင်အဲ့ data တွေကိုဘယ်ထဲကိုထည့်မလဲဆိုရင် default table model တွေကိုတွားပြီးတော့ထည့်မယ် default table model တွေထည့်အောင်လည်းမပြီးဘူးဘယ်ကနေလက်ခံပေးရမလဲဆိုရင် table တွေကနေလက်ခံမယ် table တွေကလက်ခံအောင်လည်းမပြီးသေးဘူးတကယ်တမ်းတွားပြီးတော့ run တဲ့အခါမှာပေါ်ဖို့အတွက်ကဘယ်မှာတွားပြီးအလုပ်လုပ်ပေးရမလဲဆိုရင် jscroll လို့ခေါ်တဲ့ class မှာလှမ်းပြီးတော့ဒီ table ကိုလှမ်းယူသုံးပေးတော့မှဒီ window ကို run တဲ့အချိန်မှာဒီ table ရပ်ပေါ်လာလိမ့်မယ်ဒါဒီကဏ္ဍပြီးတော့အောက်မှာဘာလုပ်မလဲ button တွေပေါ်ဖို့အတွက်ကိုဆက်ရေးမယ်ထုံးစံအတိုင်း panel အကြီးတစ်ခုအရင်စောင့်ဟုတ်ပြီနော်ဒီနေရာမှာကြည့်နော် library panel အကြီးတစ်ခုအရင်စောင့်မယ်စောက်ပြီးသွားတဲ့အချိန်မှာဘယ်ဘက်အချမ်းက button 3ခုအတွက်ကို J panel တစ်ခုစောင့်မယ်ညာဘက်အချမ်းက button 3ခုအတွက်ကို J panel တစ်ခုစောင့်ကဲပြီးသွားရင်ဒီ left button နဲ့ right button ကိုဘယ်နေရာမှာပေါ်ခြင်းပါတယ်ဆိုတော့เนาะborder ၄ရောက်ကဘယ်နေရာမှာပေါ်ခြင်းပါတယ်ဆိုတဲ့ကိစ္စကိုကြီးညာပေးရမယ်ဒါကြီးညာပေးဦးမရှိသေးရเนาะကြီးညာပြီးတော့မှဒီ bottom panel ကြီးက border ၄ရောက်ကဘယ်နေရာမှာထားမလဲဆိုတော့ထပ်ပြီးသတ်မှတ်ပေးရမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီတဆင့်စင်ရေးကြည့်ပေါ့နော်ကုတ်ကတော့တဖြည်းဖြည်းနဲ့တော့နည်းနည်းတော့ရှည်လာပြီရှုပ်လာပြီတစ်ချက်အသေးစိတ်လေ့လာမသိတာရရှိရင်လာမေးဟုတ်ပြီနော်ဒီဗီဒီယိုဖိုင်တော့ဒီလောက်ပါပဲ